လုံးမင်္ဂလာပါရှင်။ဘာမီကူစတိုရီကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မေတို့အချက်အနေနဲ့တက်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူတရိစကာရေးထားတဲ့အတူရာမှမဟူရာမေတ္တာဆိုတဲ့ဇာတ်လမ်းလေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကတရေဇာတာပေါ်များလာတဲ့နိုင်ငံဖြစ်တဲ့ကျွန်းတစ်တော်တွေကမျက်စိတစုံရှိကြတယ်။အရှိရိုးမှာအလယ်ရိုးမှာအနောက်ရိုးမှာစတဲ့ရှူမသုံးသက်တို့မှာအဖိုးတဲ့ကျိုးတစ်ပင်များစွာရှိတယ်။ဗရမများစတဲ့ကြောင်းမြတ်တနာတွေကမိုးကုန်းနယ်တကြောမှာနေရာအနှက်တူးယူလို့ရနိုင်တယ်။ခန္တီးနယ်ဘက်မှာရွှေတုံးရွှေခဲတွေကိုခြောက်ကမ်းမတစ်လျှောက်မှာပဇွန်လုံးကောက်တယ်လို့ကောက်ယူလို့ရနိုင်တယ်။အခုမျက်မှောက်ကာလလိုရွှေမုတ်တွေကိုကျင့်ယူစေရမလို့ကြောက်စိမ့်ဆိုရင်ဖားကက်နယ်ဘက်မှာကြောက်တောင်တွေလိုကြောက်စိမ့်တောင်တွေရှိရဲပလက်တီနယ်တက်ထုတွေကိုနေရာတော်တော်များများမှာရှောက်ဖွေရနိုင်တယ်။ရေနံဆိုရင်ရေနံကြောင့်မကွေးနယ်ဘက်မှာရေရင်းတူးတဲ့အခါမှာရေထွက်တယ်လို့တွင်းတူးတာနဲ့ရေနံကပန်းထွက်လာတယ်။ဒါပြင်ငွေချက်လို့ရတဲ့ဘော်ကိုလည်းနေမတူနယ်ဘက်မှာအရှက်ပဲရနိုင်တယ်။ဒါကြောင့်မြန်မာနိုင်ငံကိုရေသနာရွှေမြေလို့တင်စားခေါ်ခဲ့ကြတာဖြစ်တယ်။တရန်စာတာပေါ်လာတာကြောင့်တိုင်းတပ်ပသားတွေကမျက်စိကျခဲ့ကြတယ်။ဒါကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတိုင်းတပ်ပသားတွေကတိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။အင်္ဂလိပ်တို့ကမြန်မာနိုင်ငံကိုသိမ်းပိုက်ဖို့မြန်မာပြည်ရင်ဗဒုံမင်းလက်ထက်ကစတင်ခဲ့တယ်။ဒါကြောင့်အင်္ဂလိပ်မြန်မာပထမစစ်ပွဲကို1824မှာစတင်ခဲ့တယ်။ထို့နောက်1852မှာတကယ်မင်းလက်ထက်မှာအင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲတွေဖြစ်ပွားခဲ့တယ်။1853ရောက်တဲ့အခါမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကအင်္ဂလိပ်တွေလက်အောက်ကိုကြားရောက်ခဲ့ရတယ်။မြန်မာနိုင်ငံကိုဒေသအချို့လောက်ပဲသိမ်းပိုက်ရရှိထားတဲ့အင်္ဂလိပ်တွေကတနိုင်ငံလုံးသိမ်းပိုက်နိုင်မှုအတွက်1885ရောက်တဲ့အခါမှာအင်္ဂလိပ်မြန်မာတတိယစစ်ပွဲကိုစတင်ခဲ့ကြတယ်။1885နိုဝင်ဘာ28မှာမြန်မာတနိုင်ငံလုံးဗြိတိရှနယ်ချက်လက်အောက်ကိုကြားရောက်ခဲ့ရတယ်။ဗြိတိရှနယ်ချက်တို့က1824မှာစစ်ကြေညာပြီးတိုက်ခိုက်ခဲ့ပြီးမဲ့ထိုကာလကမြန်မာနိုင်ငံမြောက်ဖျားဒေသတွေကိုတရုတ်လူမျိုးတွေကတရက်မဝင်ရောက်လာပြီးတော့ရှူငွေတွေကိုတူးဖော်ယူကြတယ်။နိုင်ငံနဲ့နာမည်ချင်းထိစပ်နေရကြောင်းအလွယ်ပဲဝင်ရောက်ခိုးယူကြတယ်။မတန်းဟောင်းတွေကိုကြည့်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်ကတရုတ်တို့ကမြန်မာနိုင်ငံမြောက်ဖျားဒေသတွေကိုလှိုးဝက်စွာဝင်ရောက်ပြီးရှူငွေရတနာတို့ကိုတည်ယူနေကြတာဖြစ်တယ်။1412လောက်ကစတင်ပြီးတော့တရုတ်တို့ကငွေချက်တဲ့ဘော်တွင်းလုပ်ငန်းတွေစတင်လုပ်ခဲ့ကြတယ်။တရုတ်နိုင်ငံမင်းဆက်ဖြစ်တဲ့ရှင်ဟိုဘရင်လက်ထက်မှာပေါ်ထွက်တဲ့နေမတူဘော်ရင်းဒေတာကိုတိုက်ခိုက်သိမ်းယူခဲ့တယ်။ထိုချိန်ကတရုတ်တို့တပ်ထုကျခဲ့တဲ့ဒေအိုးတွေတူးခဲ့တဲ့တွင်းဟောင်းတွေချော်တုံးအဟောင်းတွေစွန့်ပစ်ထားခဲ့တဲ့ပစ္စည်းတွေတရုတ်ပြည်တည်ယူခဲ့တဲ့လမ်းဟောင်းတွေလမ်းကျင်းကလေးတွေကိုတွေ့ခဲ့ရတယ်။1942နောက်ပိုင်းမှာဂျပန်တို့ကတပ်ထုတူဖော်ရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့တယ်။ကိုလိုနီထက်ရောက်တော့နောက်ထပ်တပ်ထုတူဖော်ရေးလိုင်စင်တွေထပ်ချပေးခဲ့တယ်။ထိုချိန်ကတပ်ထုတူဖော်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီတွေမှာအစိုးရနဲ့ဖက်ဆက်လုပ်ကိုင်တဲ့ဘာမာကော်ပိုရေးရှင်းကုမ္ပဏီလည်းပါတယ်။ဗြိတိရှတို့မြန်မာနိုင်ငံကပြန်လည်ထွက်ခွာကနေရဲ့ကိုလိုနီခေတ်နောက်ပိုင်းကာလမှာရသမျှယူနေရဲ့အင်္ဂလိပ်တို့ဟာတပ်ထုတူဖော်ရေးလိုင်စင်တွေထုတ်ပေးခဲ့ရာပုဂ္ဂလိကကုမ္ပဏီပေါ်ပေါက်လာတယ်။တော်တော်များများအင်္ဂလိပ်လူမျိုးတွေဦးစီးလုပ်ကိုင်တဲ့ကုမ္ပဏီတွေဖြစ်ကြတယ်။ထို့ထဲမှာဟူးကောင်တာကုမ္ပဏီလည်းပါဝင်တယ်။ကုမ္ပဏီကိုဦးဆောင်သူကတော့အင်္ဂလိပ်လူမျိုးကလင်တန်ဖြစ်တယ်။သူရဲ့လက်အောက်မှာအဖွဲ့ဝင်အဖြစ်ဒေးဗစ်ဝီရှန်နဲ့ဟင်နရီတို့လည်းရှိတယ်။ပြီးတော့မြန်မာလူမျိုးအချို့လည်းဝင်ရောက်လုပ်ကိုင်ကြတယ်။သူတို့ကတော့လီမောင်ဒေါက်တာမင်းထင်ကျော်ဦးပန်ကောင်းကျော်စွာဇော်တိငမင်းအောင်တို့ဖြစ်တယ်။ထိုကုမ္ပဏီမှာတခြားလာလုပ်ကြတဲ့အမျိုးသမီးဝန်ထမ်းအချို့လည်းရှိကြတယ်။ဒေါက်တာမင်းထင်ကျော်ကဘူမိဗေဒဘာသာနဲ့ဒေါက်တာဘွဲ့ယူထားသူဖြစ်ရာတတုလျှောက်ပွဲတာဝန်ခံဖြစ်ဆောင်ရွက်လေရဲ့။နီမောင်ပါဝင်ချက်အဖွဲ့သားတွေကတော့တူဖော်ရေးတာဝန်အတီးတီးယူထားကြတယ်။ဒီနေ့အဖွဲ့ခေါင်းဆောင်ကလင်တန်ကအားလုံးအစည်းအဝေးခန်းမကိုခေါ်ပြီးတော့ပြောပြတယ်။ငါတို့အခုတူးဖော်နေတဲ့နေရာတွေမှာတပ်ထုရံတွေတော်တော်လေးနှဲပါနေပြီ။ဒါကြောင့်နေမြေတစ်တွေရှာဖွေရမယ်။ဒေါက်တာမင်းထင်ကျော်အနေနဲ့လေးလာထားတဲ့နေရာတွေမှတ်တမ်းတွေရှိရင်ပြောပြပါ။ထို့ကဒေါက်တာမင်းထင်ကျော်ကအနှင်းငယ်ကြောင်စဉ်းစားနေပြီးတော့မှပြောပြတယ်။ဒီနေရာတွေကတရုတ်ဘက်ကလူတွေခိုးဝင်လာပြီးတော့တပ်ထုတွေခိုးထုတ်ယူကြလို့တော်တော်လေးနှဲသွားတာပါ။မှန်ပါတယ်။သူတို့ကမြန်မာနိုင်ငံမြောက်ဖျားဘက်ကိုခိုးဝင်တာလွန်ခဲ့တဲ့နှစ်ပေါင်း400ခါကတည်းကဖြစ်တာဆိုတော့မှတ်တမ်းဟောင်းတွေမှာတွေ့ရပါတယ်။ကျွန်တော်လေးလာထားတဲ့လောက်ပြောရရင်မြန်မာနိုင်ငံအနောက်မြောက်ဖျားဒေသတစ်ခုမှာတပ်ထုရံတွေရှိတဲ့နေရာအပြင်ပလက်တီနယ်တပ်ထုကျော်တွေရှိတဲ့နေရာကိုပါတွေ့ထားပါတယ်။ဘလို့သိရလဲပြောပါအောင်။မြန်မာနိုင်ငံအရှေ့မြောက်ဖျားဒေသတွေကတရုတ်နိုင်ငံနဲ့နမိတ်ချင်းထိစပ်နေတော့လွန်ခဲ့တဲ့နှစ်ပေါင်း400လောက်ကတည်းကသူတို့တူးဖော်ယူနေလို့တပ်ထုရံတွေကမကြံတော့တလောက်မဲဝါပါပြီ။
မြန်မာနိုင်ငံအနောက်မြောက်ဘက်တွေမှာလူတို့အရောက်ပေါက်နေရတဲ့ကြောင့်နေမြေချင်းထိနေတဲ့အိန္ဒိယနယ်ဘက်ကလည်းမဝင်တာကြောင့်တထုရိုင်းတွေကတဘာဝအတိုင်းရှိနေရပါဒီကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း3-4 လောက်ခရဲကကုမ္ပဏီတစ်ခုကတင်ရလို့အဖွဲ့တစ်ဖွဲ့လွတ်ပြီးတော့စုံစမ်းခိုင်းပူပါတယ်ဘယ်ကုမ္ပဏီလဲဘာမာကော်ပိုရေးရှင်းကုမ္ပဏီပါအဲ့လိုလွတ်တော့အဲ့ဒီအဖွဲ့ကိုဒေတာခံလူရတွေကဝိုင်းတိုက်ခိုက်လို့တချို့သေးကြတယ်တချို့အဖမ်းခံရတယ်အဖမ်းခံရတဲ့အချိန်မှာနီပေါနိုင်ငံသူအမျိုးသမီးတယောက်လည်းအပါဝင်ဖြစ်ပါတယ်ဒေါက်တာမင်းထင်ကျော်ပြပြနေရကိုအစည်းအဝေးခန်းမှာတက်ရောက်သူတွေကစိတ်ဝင်စားနားထောင်နေကြတယ်အစည်းအဝေးတက်ရောက်သူတွေထဲမှာမေရီယာဆိုတဲ့အမျိုးသမီးတယောက်လည်းပါတယ်သူမနီပေါနိုင်ငံသူဖြစ်ပေမဲ့ကာပြားတဦးဖြစ်တယ်ဖခင်ကနာရတန်ဖြစ်ပြီးမိခင်ကမေရီဖြစ်ပြီးတော့အသက်50ကျော်ရွယ်ရှိနေကြတယ်မေရီယာအသက်23နှစ်ရှိပြီးချောမောလာပါရမကတထုတူဖော်ရေးလုပ်ငန်းတွေမှာလည်းကျွမ်းကျင်တယ်ခုလိုကျွမ်းကျင်မှုရှိခြင်းမှာသူမမိခင်မေရီမှာတချင်ကတထုတူဖော်ရေးကုမ္ပဏီမှာနှစ်တော်ကြာလုပ်ခဲ့ပူတာဖြစ်တယ်လောလောဆယ်မှာမေရီယာကဟူကောင်ကြားကုမ္ပဏီတွေအားကိုးရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်သူမရုပ်ချောတလောက်စိတ်သက်မှာကြော်တယ်တထုလျှောက်ပွေးလုပ်ငန်းတွေမှာအမျိုးသားရဲ့ရင်ပေါင်တန်းပြီးတော့အပင်မဲခံပြီးတော့လိုက်ရည်သူတစ်ယောက်ဖြစ်တယ်အဲ့ဒီနေရာမှာဘလို့အန်ဒီရရှိနေရပါလဲလို့ဒေးဗစ်ကဝင်မေးလိုက်တယ်လူသားဆိုင်လူရိုင်းတွေနဲ့တော်တွိတ်ဆန်မျိုးစုံအန်ဒီရရှိတာအဲ့ဒီအရက်တီတာတွေကိုဒေါက်တာကသွားလာဘူးလားရောက်ဘူးပါတယ်တေချာကိုလေးလာဘူးပါတယ်နည်းနည်းတော့ပြပါလားဝီရှန်မေးတဲ့အခါမှာဒေါက်တာမင်းထင်ကျော်ကအကြောင်းအရာအချို့လောက်ပဲပြလိုက်တယ်ထိုနေရာမှာတွေ့နိုင်တဲ့ခေါ်ရီလာလူဝင်တောလူလို့ခေါ်ကြတဲ့ဦးရင်ဦးတန်းလို့ခေါ်တဲ့တပ်တော်ဝါတွေချမ်ပန်စီမြောင်းဝင်တွေအပြင်သူတို့အန်ဒီရဲ့ပြီးရင်ရှင်သူမတွေ့မချင်းလိုက်ရှာတဲ့မြောင်းဝင်တွေအကြောင်းဖြစ်တယ်ပြီးတော့လူလောကလည်းအဆက်အသွယ်ပြတ်နေပြီးတော့တောတောင်တွေထဲမှာပဲနေပြီးလူကိုတွေ့ရင်ဖမ်းဆီးတပ်ဖြတ်တဲ့ချာပန်ဒီလူရိုင်းတွေအကြောင်းပါပြလိုက်တယ်တထုရိုင်းတွေလည်းအများကြီးရှိပါတယ်တန်မိုးကြီးရဲ့အလူမီနီယံတထုတွေရွှေတုံးတွေလည်းအဲ့ဒီဒေသတစ်ဝိုက်မှာအများတွေ့နိုင်ပါတယ်ဖေးရလည်းဝေးတယ်ဖေးအန်ဒီရလည်းများတော့ဘယ်သူကတောင်းရင်ဆောင်ရွက်ပေးမလဲဒေါက်တာကလင်တန်ကဒေါက်တာမင်းထင်ကျော်အကဲခတ်ပြီးတော့မေးလိုက်တယ်ဒီတော့မပူပါနဲ့တကယ်လို့ကုမ္ပဏီကတောင်းဝင်ပေးပြီးလွှင့်ရင်တော့ဒီကိစ္စကိုကျွန်တော်တောင်းဝင်ယူပြီးတော့ဆောင်ရွက်ပါမယ်ထို့ကအနားမှာထိုင်နေနေမောင်ပါကျွန်တော်ပါလိုက်ပါမယ်လို့ပြောတော့ကျောစွာဥပန်ကစောဒီငမဲအောင်လို့ပြင်မေရီယာပါလိုက်လို့ကြောင်းဝင်ပြောကြတယ်ခင်ဗျားတို့အခုလိုကုမ္ပဏီအတွက်တက်ကြဆောင်ရွက်ပေးရဝမ်းသာပါတယ်တကယ်လို့အဲ့နေရာမှာလုပ်ငန်းလုပ်ခွင့်ရလို့အဆင်ပြေရင်ခင်ဗျားတို့အတွက်လည်းယာနှုံးနဲ့ခွဲဝေပေးပါမယ်ကလင်တန်ကတိပေးလိုက်တဲ့အဲ့နောက်အစည်းအဝေးသိမ့်ပြီးတော့ခရီးဖွဲ့မဲ့အထွက်ကိုစည်ရင်ခောက်ပြီးတော့လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်ဖို့ပြန်ထွက်ခဲ့ကြတယ်ပြင်ရောက်တော့ဒေါက်တာမင်းထင်ကျော်ကမေရီယာနဲ့တွေ့ပြီးတော့ပြောတယ်မင်းအနေနဲ့ဒီလောက်အန်တီအများကြီးခရီးမျိုးလိုက်ရတဲ့စိတ်သက်ကိုချီးကျူးမိပါတယ်ကျမကုမ္ပဏီမှာအလုပ်လုပ်တယ်ဆိုပေမဲ့ရုံးမှာပဲထိုင်လုံးနေရတဲ့ဆိုင်ရင်ခုလိုစွန့်စားသွားလာရတာကိုပို့ပြီးတော့စိတ်ဝင်စားပါတယ်ပြီးတော့ဆရာတို့ဖွင့်တဲ့အတူတူသွားရတာပဲဘာကြောက်စရာရှိလဲဒါတဲ့မေရီယာမိဘတွေရောအရင်ကဒီလိုအလုပ်မျိုးကြီးလုပ်ခဲ့ဘူးလားအဖေကအယောင်းဝယ်ပဲလုပ်တာအမေကအရင်ကဘာမာကော်ပိုရေးရှင်းကုမ္ပဏီမှာအလုပ်လုပ်ခဲ့တယ်လို့ပြောဘူးတယ်ဒါကြောင့်အမေရဲ့စိတ်သက်တွေပါနေရပေါ့ဘာပဲဖြစ်ဖြစ်မေရီယာလိုက်လာတာအဖွဲအတွက်စိတ်နဲ့ဆရာပါပဲအဲ့တော့မေရီယာနှုတ်ဆက်ပြီးတော့ထိုနေရာထွက်သွားတယ်ထိုခါနီမောင်ကအနားပြန်လျှောက်လာပြီးတော့ပြောတယ်မေရီယာကြည့်ရတာတာမမင်းကလေးနဲ့တိတ်မတူသလိုပဲဆရာရောမထင်မိဘူးလားရုပ်ချောတလောက်စိတ်သက်မှကြောက်ရတော့ပဲအကက်ခတ်မိပါတယ်ကျန်တော့ဘာမှမသိပါဘူးကိုနီမောင်ရဲ့ဒေါက်တာမင်းထင်သောစိတ်ထဲမှာနည်းနည်းလှုပ်ရှားနေရတော့အမှန်ပဲနောက်တရက်တေးကြအခန်းထဲမှာခရီးထွက်ရမှာလိုက်မဲ့အဖွဲ့သားတွေတွေ့ပြီးတော့အတိုင်ပင်ဆွေးနွေးကြတယ်ဒေါက်တာမင်းထင်သောဦးဆောင်ပြီးတော့နီမောင်ကလက်ထောက်အဖြစ်ပါဝင်มาဖြစ်တယ်ပြီးတော့မေရီယာကျော်စွာဥပန်ကစိုးတင်းငမဲအောင်တော့လည်းခုလိုတစုတဝေးရဲ့ခရီးထွက်ရမှာဖြစ်တော့စိတ်အားထက်သန်နေကြတယ်အခန်းထဲကစပွဲပေါ်မှာတော့မြန်မာပြည်မြေပုံနဲ့မြောက်ပိုင်းဒေသတွေကိုအသေးစိတ်ရေးဆွဲထားတဲ့မြေပုံတစ်ချက်ဖြန့်ချထားတယ်ခရီးထွက်မဲ့အဖွဲ့ကအားလုံး9ယောက်ဖြစ်တယ်မေရီယာတယောက်ပဲအမျိုးသမီးပါတယ်ထိုခန်းထဲရောက်တဲ့အခါမှာဒေါက်တာမင်းထင်ကျော်ကပြောတယ်ကျွန်တော်ကအဲ့ဒီဒေတာတွေဘက်အကြောင်းသိတော့မသိဘူးဒါကြောင့်အတွေ့အကြုံတည့်ရသူရှိပြောပြပေးပါကျွန်တော်အဲ့ဒီဒေတာကိုအဖဥပန်ကောင်းနဲ့ရောက်ဖူးပါတယ်လို့လီမောင်ကပြောလိုက်တယ်ဒီကုမ္ပဏီမှာအလုပ်မဝင်ခင်ကကျွန်တော်တို့ဖွဲ့ရွှေရှာဖို့သွားခဲ့ပူပါတယ်ဥပန်ကောင်းအပြင်ဘသူပါသေးလို့လဲစောတီနဲ့ငမဲအောင်လည်းပါသေးတယ်ခင်ဗျားတို့3ယောက်ကတော်တော်ခင်တယ်နော်ညီကိုမဟုတ်ပေမဲ့ညီကိုရင်းချရလို့ပဲခင်ခင်မင်မင်နေရတွေ့ရတယ်
မှန်ပါတယ်စာရေးဆရာကကျွန်တော်တို့၃ယောက်ကိုအမြဲတွေးပြီးထားတော့ဒီတက်ကျွန်တော်တို့ခွဲနေလို့လည်းရနိုင်မှာမထင်ပါဘူးဆရာရဲ့ဒါတဲ့ကိုနီမောင်တို့ကအဲ့ဒီဒေတာကိုရောက်ခဲ့တာဆိုတော့မမိတလောက်ပြန်ပြောပါအောင်အဲ့ဒီဒေတာဘက်တွေကမြေပြန့်မြင်ကြီးမရှိဘူးတစ်တော်တွေနဲ့တောင်စင်တောင်တွန်းတွေပဲရှိတော့ဘေးနေရတော့ကိုဖက်နဲ့ကိုပဲအကူတော့ရတာနေထိုင်တူကလည်းမရှိတလောက်နဲ့ပန်းဆောင်ရရှိတဲ့နေရာအထက်ပိုင်းမှာလူရိုင်းတွေရှိရဲ့နောက်ကလူမျိုးတွေကပြန်လည်မဲ့ရေကန်ရှိရဲ့နေရာအနောက်ပိုင်းတွေလောက်မှာရှိကြတယ်ခန်တင်းနဲ့ထမန်တီကြားအနောက်ဘက်မှာရှိရဲ့နာဂတောင်တန်းတွေဘက်မှာပဲအနေများတယ်လို့တော့မှတ်တမ်းတွေထဲမှာတွေ့မိတယ်ဒါတဲ့ကိုနီမောင်ပြောတဲ့အထက်မှာပါတဲ့ပြန်လဲမဲ့ရေအိုင်ဆိုတာဘာမှလဲဘလို့ရေကန်မျိုးဖြစ်လို့ဒီနာမည်ကိုပေးထားတာလဲထို့ကြောင့်သေချာတည့်ရဲ့ဥပန်ကောင်းကပဲပြောပြတယ်ပြန်လဲမဲ့ရေကန်ရှိတဲ့နေရာဟာပန်းဆောင်ရွာနဲ့မဝေးလာပြီခုမြို့အသွင်ပြောင်းလဲနေပြီဖြစ်တဲ့ပန်းဆောင်ရွာရှေးဟောင်းရွာတရားဖြစ်တယ်ရှေးမြန်မာဘုရင်တွေလက်ထက်1887မှာအာတန်မဏိပူရဘက်ကိုစစ်ချီရင်စခန်းချရပ်နာခဲ့ရာရှေးဟောင်းရွာတရားဖြစ်တယ်ရှေးကစစ်ချီရမှာအသုံးပြုခဲ့တဲ့စင်တွေမြင်းတွေကိုခြိတိုင်တွေအသုံးပြုပြီးခြိနှောင်းခဲ့ရာအသုံးပြုခဲ့တဲ့စင်ခြိတိုင်မြင်းခြိတိုင်တွေကိုဒီနေ့ထိတွေ့မြင်နိုင်တယ်ပြန်လည်မဲ့ရေကန်လို့ဒေတာခန်တွေကအမည်ပေးခဲ့ရမှာနောက်ပိုင်းထိုအမည်တွင်ခဲ့တဲ့ရေကန်ကြီးမှာပန်းဆောင်ရွာနဲ့မဝေးလာပြီပြန်လည်မဲ့ရေကန်ကြီးတည်ရှိတဲ့နေရာမှာပင်လယ်ရေအမြင့်ပေအထက်2838ပေမှာတည်ရှိတယ်အလယ်ရမှာ1.4 ကီလိုမီတာရှိပြီးအကျယ်ဝန်းမှာ0.8 ကီလိုမီတာရှိတယ်အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲကာလတည်းကလေယာဉ်ပြန်တွေရေကန်ပေါ်ကပြန်တန်းပြတ်ကျပြီးတော့ပျောက်ဆုံးသွားခဲ့တယ်ရေကန်ကြီးကဆုပ်ယူတာကြောင့်ပြတ်ကျခဲ့တယ်လို့ဒေတာခန်တွေကယုံကြည်ကြတယ်။နောက်ပိုင်းနိုင်ငံခြားသုတေသနအဖွဲ့လာရောက်ပြီးတော့ရေကန်အတွင်းအပြင်ဝန်ကျုံလေ့လာရင်အဖွဲ့လိုက်ပျောက်ဆုံးသွားခဲ့တယ်။ရှာတော့လည်းမတွေ့ရတော့ဘူး။လီယိုလန်းဖောက်တဲ့အင်္ဂလိပ်တပ်တွေကိုတိုက်ဖို့ခြိတက်လာတဲ့ဂျပန်တပ်ဖွဲ့တွေမှလည်းရေကန်ကြီးကဖြတ်တန်းရင်းနဲ့တော်တော်များများပျောက်ဆုံးခဲ့တာကြောင့်ဂျပန်တပ်ပြတ်ခဲ့ရတယ်။နောက်ပိုင်းမှာလာရောက်လေ့လာသူတိုင်းပြန်ရောက်မလာပဲပျောက်ဆုံးခဲ့ရတော့ပြန်လည်မဲ့ရေကန်လိုပဲအမည်ပေးခဲ့ကြတယ်။ထိုเจ้าတွေကထိုနေရာထိုဒေသအကြောင်းကောင်းကောင်းသိတဲ့ဥပန်ကောင်ကပြန်လည်ပြောပြတာပဲဖြစ်တယ်။ဥပန်ကောင်စကားဆုံးတော့ထိုဒေသဘက်ကိုမရောက်ဘူးတဲ့ကြောစွာဝင်မီးတယ်။အဲ့ဒီနေရာဘက်ကလူရိုင်းတွေကနာဂလူရိုင်းတွေလား။ထိုခါနီမောင်ကပြောပြတယ်။နာဂလူရိုင်းတွေမဟုတ်ဘူး။အိန္ဒိယနိုင်ငံကျွန်းတွေဘက်ကအဲ့ဒီဘက်မှာလာနေတဲ့စန်တီလူရိုင်းမျိုးနွယ်တွေပဲ။ဒေသခံတွေကချာပန်တီလူရိုင်းတွေလို့တော့ခေါ်တယ်။စန်တီလူရိုင်းတွေကပင်လယ်ရဲ့ကျွန်းစုတွေမှာပဲအနေများကြတာမြန်မာနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံအကြားဘင်္ဂလားပင်လယ်ဝရဲ့ကျွန်းတွေမှာနေကြတာအဲ့ဒီစန်တီလူရိုင်းတွေရဲ့ပြောက်စန်တီနဲ့ကျွန်းစုဟာပြင်ပလူတွေဘလို့မှဝင်လို့မရတဲ့ပိတ်ပင်ထားတဲ့ကျွန်းစုတွေဆိုရင်လည်းမမအောင်စန်တီလူရိုင်းတွေကိုအာဖရိကဘက်ကရွှေ့ပြောင်းပြီးကျွန်းတွေမှာလာနေကြလို့တော့ထင်တယ်ကျွန်းတစ်ကျွန်းလုံးမှာနေရသူဟာနည်းနည်းပဲရှိတာကျွန်းကမြန်မာနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံအကြားဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပေမဲ့ဘယ်သူမှတော့တက်ရောက်ခွင့်မရသေးဘူးတူတဲ့တန်သမားတွေရဲ့တင်မော်တွေကိုကျွန်းတော်ကောက်ခွင့်မပေးသလိုရဲရင်တွေနဲ့ခဏနေပြန်ကြည့်ရတော့မှအောက်ကနေမြားရင်နဲ့ပြစ်လို့ပြန်လှည့်ခဲ့ရတာကျွန်တော်အထင်ပြောရရင်လူရိုင်းတွေဆိုတာလူတွေနဲ့ကင်းကွာတယ်ရှင်ကျင်းမှုအဆင့်တန်းနှိမ့်တဲ့နေရာတွေမှာတိတ်တော့မကွာလောက်အာဖရိကမှာပဲနေနေစန်တီကျွန်းမှာပဲနေနေမြန်မာနိုင်ငံမြောက်ဖျားဒေသမှာပဲနေနေရက်ဆက်ကြမ်းကြုတ်တာချင်းရတော့တူတူပဲနေမှာပါဆေးရပြောတာမှန်ပါရဲ့ဒါကြောင့်ရွှေတွေတက်ထုကြော်တွေဒီလောက်ပေါများနေအောင်မှခုထိဘယ်သူမှတွားယူလို့မရသေးဘူးလေဒါမဲ့ကျမအမေကတော့ Pharma Corporation Company မှာအလုပ်လုပ်တော့အဲ့ဒီနေရာဘက်ကိုရောက်ခဲ့ပူတဲ့တော်တော်စုံစမ်းဝင်တာပဲဘယ်ရွယ်လောက်ကရောက်ခဲ့တာရဲ့လေ1920ဝန်းကျင်လောက်ကဖြစ်မယ်လို့တော့ထင်တယ်ကျမလည်းတွေ့ချာတော့မသိဘူးအဲ့ဒီအချိန်တော့အမေအသက်က20ဝန်းကျင်လောက်ပဲရှိအောင်ပါထိုစကားကိုကြားတော့မေရီယာမှာရုပ်ချောသလောက်စိတ်တက်မှာကြောသူဖြစ်လျာမိခင်သွေးပါတာကြောင့်ဖြစ်မယ်လို့အားလုံးထင်ကြတယ်မိမသားတယောက်ဖြစ်တဲ့မေရီယာရဲ့မိခင်စန်တီလို့ခေါ်တဲ့ချာပန်လီလူရန်တွေရှိတဲ့အရက်ဒေတာကိုရအောင်တွားနိုင်သေးတာကျွန်တော်တို့အဖွဲ့ကလည်းဘာလို့မတွားနိုင်ရမှာလဲမဟုတ်ဘူးလားဟုတ်ပါတယ်ဆရာတို့ပါနေရပဲဘာမှကြောက်စရာမလိုပါဘူးကျွန်တော်တို့ကဘယ်နေရာပဲတော်တော်မကြောက်ပါဘူးလိုက်မှာပဲအဲ့နောက်ခရီးထွက်ဖို့အတွက်တိုင်ပင်ပြီးတော့လူစုခွဲလိုက်ကြတယ်ခရီးမထွက်ခင်တရက်မှာမေရီယာတယောက်မိဘတွေနေထိုင်ရာမြစ်ကြီးနားမြို့ခွင့်ယူပြီးတော့ပြန်သွားတယ်သူမရဲ့ဖခင်ကနာရတန်ဖြစ်ပြီးမိခင်ကမေရီဖြစ်ပြီးတော့မြစ်ကြီးနားမြို့မှာလာရောက်နေထိုင်ကြတယ်နှစ်ယောက်စလုံးကနီပေါနိုင်ငံသူနိုင်ငံသားဖြစ်ပေမဲ့
သမီးဖြစ်သူမေရီယာအလုပ်လုပ်နေတဲ့ကုမ္ပဏီနဲ့အသွားအလာမဝေးလိုက်နေရမှာလာရောက်နေထိုင်ကြတာဖြစ်တယ်။နာရတန်ကမြစ်ကြီးနားမြို့မှာကြောက်အယောင်ဝယ်လုပ်ကင်နေပြီးတော့မေရီယာမူလအလုပ်ကနားပြေးနောက်မှာတော့ဘာလုံးမှမလုပ်တော့ဘူး။ကျမ်းမာရေးမကောင်းတာတကြောင်အလုပ်လုပ်ခဲ့တော့စိတ်တန်ရာရခဲ့တာကြောင့်အိမ်နောက်ကျပြီးခဲ့တဲ့အေးပဲနေလာရခုမေရီယာတော်မှာအရွယ်ရောက်နေပြီ။မေရီယာပြန်ရောက်လာတော့နာရတန်ကအလုပ်ကိစ္စရှိတာကြောင့်ခရီးထွက်သွားရပြန်မရောက်သေးဘူး။အဖေဖေသွားရလဲအမေမိုးကုတ်ဘက်ကိုကြောက်အယောင်ဝယ်ကိစ္စရှိလို့သွားတယ်။2 ရက် 3 ရက်လောက်ကြာအောင်မယ်လို့ထင်တယ်။သမီးခွင့်နဲ့ပြန်လာတာလား။အမေကိုပြောချက်ရှိလို့ခွင့်နဲ့ပြန်လာတာ။ကျမတို့ဒီရက်အတွင်းမှာအလုပ်တောင်းဝင်တစ်ခုနဲ့ခရီးထွက်ရမယ်။ကုမ္ပဏီကဝန်ထမ်းတွေလည်းပါကြမယ်။ဟိုမှာဘယ်လောက်ကြာမဲဆိုတာတော့မသိသေးဘူး။ဝန်ထမ်းဆိုတာတောင်းဝင်ပေးရင်တော့ထမ်းဆောင်ရတာပဲ။ဒီလိုပဲသွားရမှာပေါ့။ဘယ်နေရာကိုသွားကြမှာလဲ။စန်တီလို့ခေါ်တဲ့ချာပန်တီလူရန်တွေရှိရဲ့အနောက်မြောက်ဖျားဘက်ကိုသွားကြမှာ။ဟမ်အဲ့ဒီဘက်ကိုသွားခဲ့ပူတယ်တော်တော်တိုက်ဆိုင်တာလားအမေလည်းသမီးအရွယ်တော့အဲ့ဒီဒေသဘက်ကိုရောက်ခဲ့ပူတယ်အမေဘဝမှာတော်တော်လုံးအမတ်ရစရာကြီးနဲ့ကြုံတွေ့ခဲ့ရတာဘယ်လိုမျိုးကြုံရလဲသမီးကိုပြောပြပါလားအမေဒီအကြောင်းကိုဘယ်သူမှမသိအောင်လှုပ်ဝက်ထားတာနှစ်တော်တော်ကြာပြီလောကတန်တရားမှာတိုက်ဆိုင်မှုရေးဆိုတာတကြောပြန်လဲလာလေးရှိရဲ့လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကအကြောင်းတွေကခုတကြောပြန်ရောက်လာပြန်ပြီဒေါ်မေရီကအဝေးကိုလမ်းမြော့ကြည့်ရင်ခတိုးတိုးရေရွတ်ပြောဆိုနေတယ်။သူမစိတ်အစဉ်ကလွန်ခဲ့တဲ့အနှစ်20ကျော်လောက်စီကိုတကြောပြန်ပြီးရောက်ရှိသွားတယ်။ကြာတော့ကြာခဲ့ပြီ။အချိန်ကာလမှာ1920ဝန်းကျင်ဖြစ်တယ်။အင်္ဂလိပ်တို့ကနမတူပေါ်တွင်ကအသက်ထုရောစိတ်ကြိုက်တူးရုံမကမြန်မာနိုင်ငံမြောက်ဖျားဒေသမှာရှိတဲ့သက်ထုရတနာတိုက်တွေပါတူးဖို့ရှောက်ပွေရဲ့အချိန်ဖြစ်တယ်။ပြီးတော့ဒေသခံတွေပူးပေါင်းပြီးတော့သက်ထုတူးဖို့ကုမ္ပဏီတွေလည်းထူထောင်ကြတယ်။ကုမ္ပဏီတွေမှာရှောက်ပွေရရှိတဲ့သက်ထုရန်တွေရောအင်္ဂလိပ်တို့စီကိုပေါက်ဈေးနဲ့ရောင်းချရတယ်။တခြားနေရာတွေရောင်းချတာကိုပိတ်ပင်ထားတယ်။ကုမ္ပဏီတို့အနည်းဆုံး3နှစ်ကနေ25နှစ်အထိသက်တမ်းရှိတဲ့သက်ထုတူးဖောက်ခွင့်လိုင်စင်တွေချပေးတယ်။ထိုကုမ္ပဏီမှာဘာမာကော်ပိုရေးရှင်းကုမ္ပဏီလည်းအပါအဝင်ဖြစ်တယ်။မြန်မာနိုင်ငံမြောက်ပိုင်းဘက်မှာအခြေဆက်ပြီးလုပ်ကိုင်နေတဲ့သက်ထုတူးဖော်ရေးလုပ်ငန်းတွေမှာအကြီးဆုံးကုမ္ပဏီလည်းဖြစ်တယ်။ပထမတော့နမတူပေါ်တွင်ကသက်ထုရန်ကိုတူးဖော်ပေးမယ်။နောက်ပိုင်းသက်ထုကျော်ရရှိတဲ့တခြားနေရာတွေရှောက်ပေးပြီးတော့တူးဖော်ကြတယ်။ထိုကုမ္ပဏီမှာသက်ထုတူးဖော်ရေးအဖွဲ့လည်းရှိတယ်။ထိုဖွဲ့မှာမေရီယာဝင်ရောက်အလုပ်လုပ်နေတယ်။မေရီယာကုမ္ပဏီရုံးမှာထိုင်တဲ့အလုပ်တွေထက်ခရီးသွားလာအလုပ်တွေကိုပိုပြီးစိတ်ဝင်စားတာကြောင့်ယောက်ျားရည်နဲ့ရင်ပေါင်တန်းပြီးတော့သက်ထုကျော်ရီရှောက်ပေးရဲ့အလုပ်တွေကိုလုပ်ကိုင်တယ်။ရုံးမှာထိုင်ရတဲ့အလုပ်တွေလိုမတက်တာတောတောင်တွေလဲလှယ်ပြီးတော့တွားလာရတယ်။တနေ့ကုမ္ပဏီကလွှတ်တာကြောင့်မြန်မာနိုင်ငံအနောက်မြောက်ဘက်ကိုခရီးထွက်ရတယ်။စုစုပေါင်း15ယောက်ထို15ယောက်မှာအမျိုးသမီးကမေရီတယောက်ပဲပါလေရဲ့။ထိုဒေသမှာသွားဖို့ခက်ခဲခြင်းတောတောင်ထူထပ်ခြင်းတားရဲတရိတ်ဆန်တွေပေါ်ခြင်းပလက်တီနယ်လိုရှားပါတဲ့သက်ထုကျော်ရရှိခြင်းနဲ့လူရိုင်းတွေရှိခြင်းစားတဲ့တဲ့တွေတော့ရေဘူးရတိထားကြတယ်။လူရိုင်းတွေကသူတို့နေရဲ့အရက်ဒေတာကိုတခြားအရက်ကလူစိမ်းတွေရောက်လာရင်ဖမ်းဆီးတပ်ဖြတ်ပြီးတော့ပြန်လဲမရှိရဲ့ဘဝပို့ပေးတာမသိကြဘူး။လူရိုင်းတွေရှိပေမဲ့မကြောက်မရွံ့လာတာတော့သူတို့ဖွဲ့မှာတနက်ကိုစီပါလာလို့ဖြစ်တယ်။နမတူဘက်ကမြန်မာနိုင်ငံအနောက်မြောက်ဖြာဒီရက်တော့ကြောင်ဖြတ်တန်းသွားရတယ်။အေးရောက်တင်မြင့်နဲ့ချင်းတွင်းမြစ်ကိုကြော်ဖြတ်ပြီးတော့သွားရတယ်။သူတို့ကတတ်ထုကျော်ရှိရဲ့အဲ့လိုသတင်းကြားတဲ့နေရာမှာလူရိုင်းတွေရှိရဲ့ကချင်နဲ့စကိုင်းတိုင်းအဆက်ဖြစ်တဲ့မြောက်ဖြားဒေသဖြစ်တယ်။ထိုနေရာတစ်ဝိုက်မှာရွက်ပြင်တဲတွေထိုးပြီးစခန်းချပြီးတော့တတ်ထုကျော်တွေကိုလိုက်ပြီးတော့ရှာဖွေတယ်။လူသူမရောက်တဲ့ဒေသဖြစ်တာကြောင့်တတိနဲ့ဆောင်ရွက်ရတယ်။တောခေါင်တွေမွေပိတ်ထားတွေလူဝန်တွေမြောက်ဝန်တွေနဲ့တွေ့ပြီးတော့တိုက်ခိုက်ရတာလည်းရှိတယ်။ဒါပေမဲ့လူရိုင်းတွေနဲ့တစ်ခါမှတော့မတွေ့ရ။ထိုချိန်တွေရပဲပင်လယ်ပြင်မှာမုန်တိုင်းမကြခင်ငြိမ်ပတ်နေတဲ့အဖြစ်လို့မကြခင်သူတို့အဖွဲ့ရှိတာကိုကြောက်စရာအန်တရယ်ဆိုရောက်တော့မှာကိုထိုချိန်ကမသိခဲ့ကြပြီဘလို့လဲဒီဒေသတွေမှာလူရိုင်းနေရှိရဲလို့တင်ကြတယ်အခုဒီနေရာရောက်တော့လဲတယောက်မှမတွေ့ရသေးပါလားတောထဲမှာနေတဲ့လူရိုင်းတွေမှာလေးများလက်နဲ့လောက်ပဲရှိကြတာလေတနက်တွေပါလာမှန်းသိတော့အတန်ကြားနဲ့ထွက်ပြေးရောပေါ့ဆရာရဲ့မေရီယာတခါမှမရောက်ဘူးတာကြောင့်တနက်ကိုအသင်းဆောင်ထားပြီးတော့တတိနဲ့ပဲနေရဲ့ကာကီရောက်ချက်အင်ဂျီဘောင်းမရှိပြီးတော့အမြဲဝစ်ထားပြီးတောစီဖက်နှက်ကိုလည်းအိမ်အောင်ဝင်တော့မှချွတ်ထားတယ်တနက်ကိုလည်းကိုနဲ့မကွာဆောင်ထားတယ်ထိုနေရာရောက်ပြီးတော့တထုကြော်ရီလိုက်ရှာရသူတို့လိုချင်တဲ့အလူမီနီယံတထုတွေမတွေ့ရပါပဲရွှေတုံးရွှေခဲတွေအပါဝင်တခြားတထုရိုင်းတွေကိုရှာတွေ့ကြတယ်ဒါကြောင့်အဖွဲ့သားတွေမှာရွှေတုံးရွှေခဲတွေကိုရတဲ့လောက်ကောက်ယူပြီးတော့စုဆောင်ထားကြတယ်တညမေရီတို့စခန်းချနေရဲ့ရွက်ဖြစ်တဲ့တွေကိုကြောက်ခဲတွေနဲ့တပုတ်ပုတ်လာရောက်ပစ်ပေါက်တဲ့အတန်ကိုကြားရတယ်ထို
ထိုးတော့ကြောင့်တနတ်တို့အသက်ပြင်ပြီးတော့လက်နှိပ်မီအောင်နေနဲ့အပြုံထိုးကြည့်တော့သူတို့ထင်တယ်လို့ကြောက်တုံးကြောက်ခဲနေပြစ်ပေါက်တာမဟုတ်ဝင်းလက်နေရရွှေတုံးရွှေခဲနေပြစ်ပေါက်တာဖြစ်တယ်အချိန်မတော်ဘသူဟာများရွှေတုံးရွှေခဲနေလာပြုတ်နေလည်းမသိဘူးဒီနေရာအဆောက်အအုံတွေကငါတို့မြ мян ချမ်းသာအောင်လို့ရွှေတုံးရွှေခဲလာပြစ်ပေးရဖြစ်မှာပေါ့သူတို့ချင်းချင်းပြောဆိုနေကြတယ်အပြင်ဘက်ကအချိန်တွေကသူတို့ထင်တယ်လို့မဟုတ်အမောင်ရိပ်ထဲမှာမဲမဲတက်တန်တွေရှိကြတယ်စကန်းချရဲ့နေရာပတ်ဝိုင်းထားတာတခြားတော့မဟုတ်ထိုရီသားမာနေရဲ့စန်တီလူရန်တွေပဲဖြစ်တယ်စုစုပေါင်း450လောက်ရှိတာလူရန်တွေကလေးမြလက်နက်နဲ့မပစ်ပဲရွှေတုံးရွှေခဲနဲ့ပြစ်ပေါက်နေကြတာဖြစ်တယ်အပြင်မှာမဲမဲတက်တန်တွေတွေ့တယ်လူရန်တွေဖြစ်မလားမသိဘူးမဟုတ်နိုင်ဘူးလူရန်တွေဆိုရင်လေးမြတွေနဲ့ပြစ်ခတ်မှာပေါ့ရွှေတုံးရွှေခဲနဲ့ပြစ်ပါမလားဒါဖြင့်ဘာကြောင့်ဒီလိုလုပ်တာလဲဒီဒေသမှာနာဂတွေရှိရင်ငါတို့လက်ဆောင်လာပေးရဖြစ်မှာပေါ့ကဲရွှေတုံးတွေလာပေးမှာတော့ထွက်တာကောက်ယူပြီးတော့လို့ပြောပြီးအပြင်ထွက်ပြီးတော့ကောက်ယူကြတယ်မေရီယာကတဲရမထွက်ပဲနဲ့အခြေအနေကိုလှမ်းကြည့်နေကြတယ်မင်းတို့အခုလိုရွှေတုံးရွှေကြဲလာပေးတာကျေးဇူးတင်တယ်ဟဲ့များများသာပြစ်တော့တယောက်ကအော်ပြောတဲ့အခါပြစ်ပေါက်တာရက်တန့်သွားတယ်ရွှေတုံးတွေကြမလာတော့ဘူးဒါမဲ့လူရိုင်းတွေပြစ်လွတ်လိုက်တဲ့စိတ်လူးများတဲ့နေရာတော့ပတုံးကောင်တွေလိုဝဲပြန်ရောက်လာပြီးအပြင်ရောက်နေသူအချို့ကိုထိမှန်ပြီးတော့လဲကြပါတယ်ဒီတော့မှသဘောပေါက်ပြီးတော့ကြံသူတွေလည်းတဲတဲ့ဝင်ပြေးတော့တယ်မရှိမနှောင်းမှာတဲတဲ့ပြစ်လိုက်တဲ့တနက်တန်တွေစူညံသွားတော့တယ်တနက်ကြီးစံထိမှန်လို့လူရိုင်းအချို့လည်းလဲကြတေဆုံးပြီးနောက်ညာတန်ပေးပြီးပုံဝိုင်းတက်လာတယ်ပြစ်လွတ်လိုက်တဲ့မြားတန်လှန်တဲ့ဝက်ချွန်တွေကရွက်ပြင်တဲရီကိုဖောက်ပြီးတော့အထက်ရောက်လာတာကြောင့်တချို့ထပ်မံတေဆုံးရတဲ့အခါကျန်အဖွဲသားအချို့လည်းမနေရတော့ဘေးလွတ်ရာထွက်ပြေးရတယ်ထိုထဲမှာမေရီလည်းပါတယ်လူရိုင်းတွေကလည်းညာတန်ပေးပြီးတိုက်ခိုက်ကြတယ်တနေရာရောက်တော့မေရီကိုလူရိုင်းတယောက်ကဖမ်းမိသွားတယ်ဓာတ်နဲ့ခုတ်တက်ဖို့ဟန်ပြင်လိုက်မှမိန်းမလို့ရေရွတ်ပြီးခုတ်ဖို့ပြင်နေတဲ့ဓာတ်ကိုပြန်သိမ်းလိုက်တယ်အဲ့နောက်လူရိုင်းကမေရီကိုမတက်ပဲသူနေတဲ့တဲကိုခေါ်သွားပြီးကျူးတုပ်ထားတယ်လူရိုင်းတွေရဲ့တောင်ကြားမှာထိုနေရာနဲ့မဝေးလာပြီဝင်သူတိုင်းပြန်ထွက်မလာတာကြောင့်မရဏတောင်ကြားဒါမှမဟုတ်ပြန်လဲမဲ့တောင်ကြားလို့ခေါ်ဝေါ်ကြတယ်။နာဂဒေသမှာပြန်လဲမဲ့ရေကန်ရှိတယ်လို့ပြန်လဲမဲ့တောင်ကြားလို့နေရာမျိုးရှိတာတော့အစမ်းတက်ကြမော်ထိုတောင်ကြားမှာစန်တီလို့ခေါ်ကြတယ်။ချာဗန်ဒီလူရိုင်းတွေနေရာရှိရဲ့။တချို့ကတဲတွေစောက်လုပ်နေကြပြီးတော့တချို့ကကြောက်တောင်နေရာမှာရှိရဲ့ခူပေါက်တွေထဲမှာနေကြတယ်။ထိုနေရာမှာယောက်ျားမိန်းမ100ရှိရဲ့။ထိုရိတ်တွက်မှာတော်တော်များတယ်နာဂတောင်တန်းပေါ်မှာနေကြတယ်နာဂရွာတော်တော်များများမှာဒီလောက်လူကြီးမများလာပြီတချို့မှာရွာလို့ခေါ်ပေမဲ့အင်ဂျီက4-5လုံးပဲရှိတယ်ဒါကြောင့်အင်ဂျီများရဲ့ရွာကြီးကိုမြို့အဖြစ်သတ်မှတ်ကြတာဖြစ်တယ်တောင်ကြားထဲမှာနေရဲဆိုပေမဲ့လူကြီး100ဝန်းကျင်ခန့်များတဲ့ရွာမှာရွာကြီး100လို့ဆိုရမယ်ထိုအရေးအတွက်မှာအရွယ်မရောက်တဲ့ကလေးတွေလည်းအပါဝင်ဖြစ်တယ်ထိုလူရိုင်းတွေအုပ်ချုပ်တဲ့ခေါင်းဆောင်ကတော့ချာဗန်ဒီဖြစ်တယ်အသက်50ကျော်အရွယ်ရှိပြီးတော့စန်တီလူရိုင်းတွေကိုပင်လယ်ထဲမှာရှိတဲ့ကျွန်းကအခုလက်ရှိနေတဲ့တောင်ကြားဦးဆောင်ပြီးတော့ခေါ်လာသူလည်းဖြစ်တယ်။ဒါကြောင့်အားလုံးကကြောက်ရွံ့လေးစားမှုရှိကြတယ်။သူကအမိတ်ပေးရင်အားလုံးကလုပ်ပေးရတယ်။စန်တီလူရိုင်းတွေမှာလူတွေကိုအရှင်ဖမ်းမိလာရင်ရစ်ပူစော်ပြီးတော့အသေးဖမ်းမိရင်လည်းချက်ပြုတ်စားတော့ကြတယ်။ခုသူတို့နယ်မျိုးရောက်လာတဲ့တတူးလျှောက်ပွဲရဲ့အဖွဲ့ကိုတိုက်ခိုက်ဖို့အမိတ်ပေးလိုက်ရချာဗန်ဒီရဲ့သားရေတီကဦးဆောင်ပြီးတော့တွားရောက်တိုက်ခိုက်တာဖြစ်တယ်။ရေဒီလို့အမည်ပေးထားခြင်းမှာတောလူတကောင်လို့ကြမ်းတမ်းလို့ဖြစ်တယ်။ရေဒီကအသက်25နှစ်ပဲရှိပြီးတော့လင်မနဲ့လိုက်အောင်ကြမ်းတမ်းခတ်တန်သူလည်းဖြစ်တယ်။တထုရှောက်ပွဲရဲ့အဖွဲ့ကိုရွှေတုံးတွေနဲ့ပြစ်ပေါက်တာကိုထွက်ကောက်တော့မှမြားနဲ့ပြစ်ခတ်တိုက်ခိုက်လေရာတော်တော်များများတည်ပြီးတချို့အရှင်ဖမ်းမိလိုက်ရွာပြန်ရောက်တော့အရှင်ဖမ်းမိလာသူတွေကိုရစ်ပူစော်ဖို့ချာပန်တီကအမိန့်ပေးလိုက်တယ်။တေဆုံးနေသူတွေတော့ချက်ပြုတ်စားတောက်ခွင့်ပေးရဲ့။ရွာယောက်ျားတွေတိုက်ဖို့ထွက်သွားတဲ့မိန်းမတွေကအကြောင်းနဲ့ပြုတ်လုထားတဲ့ထေအိုးရွေတွေကိုရေထည့်ပြီးတော့မိပြင်ထိုးပြီးယေစုအောင်လှုပ်ထားကြတယ်။အရှင်ဖမ်းမိလာသူတွေကိုရစ်ပူစော်ဖို့အတွက်ကြောက်စရာကောင်းတဲ့နှရုပ်ကြီးရှိမှာဓာပြင်ချင်းသွေးခံမှုခွက်တွေပြင်ဆင်တယ်။ချာဗန်ဒီကနှရုပ်ကြီးကိုအယိုသေးပေးပြီးတော့တိုက်ခိုက်ဖို့ထွက်သွားသူတွေအောင်မြင်မှုရစီဖို့အတွက်သူတို့ဘာသာစကားနဲ့ဆုတောင်းနေရဲ့။ညောင်ပိုင်းကြော်ချိန်မှာထွက်သွားတဲ့အဖွဲ့တွေပြန်ရောက်လာတယ်။တချို့ကတီဆန်ထိပြီးတိတ်ဆုံးခဲ့တော့ပြန်မပါတော့ဘူး။အားလုံးပြန်ရောက်လာပြီးနောက်ရေတီကဖမ်းမိလာတဲ့လူတယောက်ကိုသူနေတဲ့ကြောက်ကိုခေါ်သွားတာမြင်တော့ချာဗန်တီကခုံမိရဲ့။ဖမ်းမိလာတဲ့သူကိုပူဇော်ရဲ့နေရာမပို့ဘဲနဲ့မင်းခေါ်ရဲ့နေရာကိုဘာလို့ခေါ်ရလဲရေတီ။ငါတို့ယူမလို့။ तू ကမိန်းမတယောက်ပဲငါတို့ယူမယ်။မင်းဒီလိုလုပ်လို့မရဘူးလေ။ဒီလိုလုပ်ကြံတဲ့သူတွေကဖေးကြည့်နေမလဲ။နောက်ပြီးမိန်းမလိုချင်ဒီရွာမှာအများကြီးရှိတာပဲ။သူတို့မင်းစိုက်တာယူလို့ရတာပဲ
ငါရွာမိန်းမမကြိုက်ဘူးသူ့ကိုသဘောကျတယ်ဒါကြောင့်ငါယူမယ်အဲ့ဒါမကျေနပ်တဲ့သူရှိရင်ငါသူတို့နဲ့တိုက်ခိုက်မယ်လို့ပြောတော့ချာဗန်ဒီတက်ပြင်းတစ်ချက်ချလိုက်တယ်အဲ့နောက်ရေတီကသူနေတဲ့ကူပြန်သွားပြီးတစ်သားနဲ့လှုပ်ထားတဲ့တကားချက်ကိုပိတ်တယ်ကငင်စီထည့်ထားမိကွက်ကိုထွန်းတယ်နောက်တော့မေရီကိုကြိုးဖိပေးလိုက်တယ်နင်ငါ့ကိုတတ်မှာလားရေတီကခေါင်းခပြတယ်ဒါဖြစ်ပြန်လွတ်ပေးပါ9ချိန်ပြန်လွတ်ပေးလိုက်ရင်နင်ကိုဖမ်းပြီးရစ်ပူစော်မှာပေါ့အသက်မသေးခြင်းဒီမှာပဲနေအပြင်ထွက်တာနဲ့နင်သေးမှာပဲတီတောင်ကြားကနေဘသူမှအသက်ရှင်ရနဲ့ပြန်ထွက်လို့မရအောင်အဲ့လိုပြောတော့မေရီကမျက်လုံးအပြူသားနဲ့ကြည့်နေတယ်အပြင်မှာတော့စူးစူးဝါးနဲ့ငယ်တန်ပါအော်တန်တွေကိုအတိုင်းအသားကြရတယ်အဲ့ဒါဖမ်းမိလာရင်နင်တို့လူတွေကိုအရှင်လက်လက်တက်ပြီးရစ်ပူစော်နေတာနင်အပြင်ထွက်သွားရင်အသက်ခံရလိမ့်မယ်နင့်ကိုငါယူမယ်ငါမိမအဖြစ်ထားမယ်ငါနင့်ကိုသဘောမကျဘူးဒါအရေးမကြီးပါဘူးခုချိန်မှာနင့်အသက်ရှင်ဘဝအရေးကြီးတယ်အဲ့တော့ဒီမှာပဲနေပါလို့ပြောပြီးထွန်းထားတဲ့မိကွက်ကိုငိမ့်တက်လိုက်ရာကူထဲမှာမောင်သွားလျော်တယ်အဲ့နောက်ရေတီကသူမအနာကိုတိုးကပ်ပြီးတော့ပွေဖတ်ထားလိုက်တယ်ထိုးညဆပြီးတော့မေရီအသက်မသေးပေမဲ့အရှင်လက်လက်ငရဲကြတယ်လို့အဖြစ်မျိုးနဲ့ကြုံတွေ့ရတော့တယ်ဒါပေမဲ့ဘာမှမတက်နိုင်အပြင်ဘက်မှာအမောင်ရိပ်တွေကဖုံးလွှမ်းထားပြီးမရဏတောင်ကြားတဲ့ရှိလူရိုင်းတွေရစ်ပူစွာနေရဘက်ကအော်တန်တွေလူရိုင်းတွေတန့်ပြိုင်အော်တန်တွေကိုကြားနေရတယ်ကြောက်ကူရဲရောက်နေမေရီမှာသူမအနေနဲ့ရွေးချက်ခွင့်ဘာမှမရှိတော့ပဲလူရိုင်းတယောက်ရဲ့တိတ်ပတ်ခြင်းရောခံခဲ့ရပြီသူမရဲ့ဘဝမှာရှေ့မှာဘလို့ဖြစ်လာမလဲဆိုတာကြိုတင်မသိနိုင်တော့ပြီရှေတီအနေနဲ့မေရီကိုသူ့ကြောက်ကူမှာပဲထားပြီးတော့တာမယဖြစ်ပေါက်သေးဆက်ဆက်ပြီးမဲ့အေးစစ်နေရတော့မဟုတ်လူရိုင်းအချို့ကလူတယောက်ကိုဖမ်းမိလာပေမဲ့ထုံးဆက်အတိုင်းရစ်မပူစော်ပဲတယောက်တည်းတိတ်ပိုက်ထားတာကိုမကျေနပ်ကြပြီခေါင်းဆောင်ချာပန်တီကိုလာပြောကြတယ်ယောက်ျားတွေတဲ့လူရိုင်းမိန်းမတွေကပို့ပြီးတော့မကျေနပ်ကြတာဖြစ်တယ်လူရိုင်းမလေးတွေကရေတီကိုနှစ်သက်ကြတယ်ဒီမျိုးနဲ့ရအောင်ကြိုးစားပေမဲ့ရေတီကသဘောမကျပြီသူ့ဘာသာအေးပဲနေခဲ့တယ်ကိုအပြင်ဖမ်းမိလာတဲ့မိန်းမကိုမတက်ပင်နဲ့ပေါင်းသိနေရကြမကြေမနက်ဖြစ်နေကြတယ်ယောက်ျားတွေကလည်းရေတီနဲ့တိုက်ခိုက်ဖို့အတွက်ခေါ်လာကြတယ်မင်းရှောင်းရဲ့အဲ့ဒီမိန်းမကိုငါတို့ပေးရမယ်လို့ပြောတော့ရေတီလည်းရှောင်မရတော့တိုက်ခိုက်ဖို့ပြင်ရတယ်သူအမြဲကင်တဲ့ကပ်ပါရီကိုကြောက်တုံးနဲ့မြနေအောင်တွေးတယ်နင်ဘာလို့မလုပ်လဲသူတို့ကနင့်ကိုခေါ်ထားတာမကြေနပ်ဖြစ်နေတာငါနဲ့တိုက်ခိုက်ဖို့လည်းစိတ်ခေါ်လာတယ်ငါတေနင့်ကိုဖမ်းခေါ်ပြီးတော့ရစ်ပူစော်လိုက်မယ်နင်တေလို့မဖြစ်ဘူးဒီလိုဘာလို့လာပြောရလဲနင်ကမချစ်ဘူးမလားအဲ့ဒါအရေးမကြည့်ဘူးငါမှကိုဝင်ရှိနေပြီငါတေနင့်ကလေးပါတေးလိုက်မယ်ဟမ်နင်တကယ်ပြောရလားဘေရီကခေါင်းညှိပြတယ်ငါတေးလို့မဖြစ်ဘူးငါတေနင်ရောကလေးပါတေးလိုက်မယ်ငါတို့နိုင်အောင်တိုက်ပါမယ်နင်စိတ်အေးတာနေပါရေတီကကပောက်အတော်ထမထက်ဆန်းပြန်ပြောတယ်။အဲ့နောက်တနေ့ရေတီကိုတိုက်ခိုက်ဖို့ကိစ္စကိုခေါင်းဆောင်ချန်ပီယံတီကအစီအစဉ်ပေးရတယ်။မရဏတောင်ကြားအလယ်မှာရှိကော့လက်မှာတိုက်ခိုက်ကြရတာဖြစ်တယ်။ရေတီကကိုခန္ဓာတောက်တင်ပြီးတော့တိုက်ခိုက်မှုကျွမ်းကျင်တယ်။သူ့ကပချက်ထိရင်ဘယ်သူမှမခံနိုင်။တိုက်ဖို့အချိန်ကြီးတော့မေရီမှာစိတ်မဖြောက်တာကြောင့်ကြောက်ကိုပါဝါထွက်ကြည့်လေတယ်။မမြင်ရတဲ့တန်ရုံးစင်တစ်ချောင်းဟာမသိစိတ်ကိုမသိမသာလာရောက်ထိခတ်လေတယ်။ရေတီတစ်ခုခုဖြစ်မှာကိုလည်းစိတ်ထဲစိုးရိမ်မိတယ်။ရေတီသိရင်သူမှလည်းသိမယ်။ဖိုက်ထက်ကလေးလည်းသိရမယ်။ဒါကြောင့်ရေတီသိလို့မဖြစ်ထိုပွဲမှာရေတီကသူမရဲ့အသက်ကိုအကာအကွယ်ပေးတဲ့ပွဲဖြစ်တာကြောင့်ပေးအပ်နေခင်မို့စူတောင်းရတော့တယ်။တိုက်ပွဲစားတော့ဦးစွာဓာတ်ကင်ထားသူတယောက်နဲ့တိုက်ခိုက်ရင်ကပ္ပချက်နဲ့ဓာတ်ကျိုးသွားတာကြောင့်ရေတီအနိုင်ရတယ်။နောက်တစ်ယောက်ကလန်ရှေကာမိတိုက်ခိုက်လေရာအချိန်သိမကြခင်မှာပဲရှုံးပေးသွားရတယ်။နောက်ထပ်တိုက်ခိုက်မဲ့သူကရေတီနဲ့ကိုလုံးတို့အရက်တူဖြစ်ရုံမကလက်နက်ကလည်းကပ်ပါပဲထိုပွဲကလက်ရည်တူဖြစ်တာကြောင့်တော်တော်ကြမ်းတယ်သူတပြန်ကိုတပြန်တိုက်ခိုက်ကြတာဖြစ်တယ်ရေတီကအရှိမပြန်ပန်းနေအောင်နဲ့တိုက်ခိုက်ခဲ့ရတာကြောင့်တော်တော်အားကုန်နေပြီပင်ပန်းနေရယ်ပြန်ဘက်ကအခုမှစတိုက်ကဖြစ်လျာခွန်အောင်ပြေးဝတုံမျိုးတိုက်ခိုက်နေရကြောင်းရေတီထက်တပန်းတာနေရယ်ကပားချင်းထိတ်တန်ချွန်ချွန်နဲ့မိပွင့်နေရကိုလှမ်းမြင်ရတယ်ရေတီကအံုံကြိတ်ထားရင်ငါသေးလို့မဖြစ်ဘူးအနိုင်ရအောင်တိုက်ရမယ်လို့ခတ်တိုးတို့ရေရွတ်ပြီးတော့နန်တင်းလိုက်တယ်ထိုကစောစောနဲ့မတူပဲနဲ့တိုက်ခိုက်မှုကတော်လက်မြန်ဆန်လာတာကြောင့်ပြိုင်ဘက်ကတန်အော့ဖြစ်ပြီးတော့နောက်ပြက်ဆုပ်ပေးလေရဲ့အဲ့နောက်တော့ပြိုင်ဘက်မှာခြေချော်ပြီးတော့မြေပေါ်လဲပြီးတော့ကပလွတ်ကြပါတယ်ရေတီကအနားသွားပြီးတော့ကပနဲ့ခုတ်ဖို့ပြင်တယ်ဒါမှမခုတ်ပဲနဲ့ထို့သူလက်ဆွဲပြီးတော့ထူပေးလိုက်တယ်ရေတီကူဘဝကြည့်နေတဲ့မေရီမှာလည်းခုမှပဲစိတ်သက်သာရသွားတော့တပြင်းချနိုင်တော့တယ်မေရီတယောက်လူရိုင်းနေတဲ့ရွာကိုရောက်တာတစ်နှစ်ကျော်ကြာတော့သမီးလေးတယောက်မွေးလာတယ်ကလေး2နှစ်အရွယ်ရတဲ့ခါမှာကိုဝင်ရပြန်ရမေရီကရေတီကိုပြောတယ်
ရှိတီငါ့ကိုပြန်ပို့ပေးပါခုငါမှကိုဝင်ရှိနေပြန်ပြီဒီကလေးကိုငါမိဘတွေစီမှာပြန်ပြီးတော့မွေးပေးရစီနင်းပြန်ရင်ကလေးကိုခေါ်သွားမှာလားနင်းကလေးခေါ်သွားလို့မဖြစ်ဘူးလေဒီလောက်ကျန်းတဲ့တောထဲမှာကလေးငယ်ငယ်လေးနဲ့တွားရင်နင်းအောင်လုံးအသက်မရှင်နိုင်ဘူးနင်းပြန်ကျင်ရင်ငါဒီနေရာလွတ်မြောက်တဲ့နေရာထိလိုက်ပို့ပေးမယ်ကလေးကိုငါနဲ့ထားခဲ့ပါသူရွယ်ရောက်လာလို့နင်းစီကိုလာကျင်နေဆိုရင်ငါပြန်လွတ်ပေးလိုက်ပါမယ်ရေဒီကအစင်မကောင်းတဲ့အတန်နဲ့ပြောတယ်နောက်တစ်ပတ်ကျတော့ရေဒီကိုယ်တိုင်သူမကိုလိုက်ပို့ပေးဖို့ပြင်တယ်တိန်းထားတဲ့တနက်ကိုလည်းပြန်ပေးတယ်ပြီးတော့ရွှေနဲ့ကြောင်းမဲ့တနာအကျိုးထည့်ထားတဲ့အိတ်တလုံးလည်းပေးတယ်ပြီးတော့လူရိုင်းတွေနဲ့လူကင်းတဲ့နေရာရအောင်သူကိုယ်တိုင်လိုက်ပို့ပေးတယ်ခွဲခံနေရောရေဒီကပြောတယ်နင်းနဲ့ငါနဲ့ဘဝမတူပေမဲ့ကန်နဲ့ပေါ်မှာတကယ်ချစ်တာပါနင်းကိုဘယ်တော့မှမမေ့ပါဘူးနင်းပေးခဲ့တဲ့သမီးလေးကိုလည်းကြည်ပြင်းအောင်လုံးငါဆောက်ရှောက်ပေးပါမယ်လို့ပြောတော့မေရီကရေဒီကိုအတော်ကြာဖတ်ထားတယ်ရေဒီကလည်းပြန်ဖတ်ထားတယ်အဲ့ဒီအချိန်မှာတော့ညောင်စလုံးရဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလေတယ်တွန်းကနေတော့မေရီကသူ့လက်မှာဝတ်ထားတဲ့လက်စွပ်ကိုချုပ်ပေးပြီးတော့ပြောတယ်ငါပိုက်တဲ့ကလေးကိုလည်းလူလောကရအောင်ဆောက်ရှောက်ပေးပါမယ်အဲ့နောက်ထိုနေရာနေထွက်လာတယ်ရေဒီကအနောက်ဘက်မှာကြောက်ရွံ့တပွဲရက်ပြီးတော့လက်ပြနှုတ်ဆက်ပြီးကြံခဲ့တော့တယ်ထိုဖြစ်ပျက်တွေဖြစ်ပျက်တာနှစ်ပေါင်း20ကျော်ပြီအထက်ပါအကြောင်းအရာတွေမှာထော်မေရီကသမီးဖြစ်သူမေရီယာကိုပြန်ပြောပြတဲ့အကြောင်းလေးပဲဖြစ်တယ်ဒါပြင်ဦးနာရတန်ကကျမအဖေမဟုတ်ဘူးပေါ့ကျမအဖေလို့ထင်နေရသူကလူကောင်းတယောက်ပါဒါမဲ့သမီးအဖေတော့မဟုတ်ဘူးသမီးရဲ့အဖေကဟိုးတောထဲမှာကျန်ခဲ့တယ်ဒါပြင်ကျမရဲ့အမပါတောထဲမှာပေါ့နော်ဟုတ်တယ်အမေပြန်လာတော့သမီးရဲ့အမအရွယ်မရောက်သေးလို့သူ့အဖေစီမှာထားခဲ့ရတာသမီးအဲ့နေရာရောက်တဲ့အခါမှာသမီးရဲ့အမကိုတွေ့အောင်ရှာပြီးတော့ကြိုးကြောင်ပြပြပါအမေစီကိုပြန်ခေါ်လာခဲ့ပါတကယ်လို့ပြန်တွေ့ရင်တော့မှဒီလောက်နှစ်တွေ့ကြပြီဆိုတော့သိပါတော့မလားအမေထွက်လာတော့သူ့အတွက်လက်စွပ်တစ်ကွင်ပေးထားခဲ့တာခုသမီးဝတ်ထားတဲ့လက်စွပ်နဲ့အတူတူပဲရေတီကအမေအတွက်တော့ကျေးဇူးရှင်တယောက်ပါလူရိုင်းတွေလက်မှာမသိအောင်လို့ကောက်ွယ်ပေးခဲ့တယ်ပြန်တော့လဲရွှေနဲ့ပဒံများပေးလိုက်သေးတယ်သူပေးလိုက်တဲ့ပစ္စည်းကိုရောင်းချပြီးတော့အေးချမ်းနေလာခဲ့တာခုထိပါပဲကွယ်ကျမကအဲ့နေရာရောက်ရင်အဖေရှိသေးရင်အဖေကိုတွေ့ပါမယ်အမကိုလည်းတွေ့အောင်ရှာပြီးတော့အမေစီကိုပြန်ခေါ်လာပေးပါမယ်မေရီကပြောတော့ခေါင်းညှိပြတယ်မေရီခေါင်းညှိပြတော့မှမျက်နှာပေါ်မျက်ရည်တွေသွန်းချလိုက်တယ်လို့စီးကြလာတော့တယ်ရှင်တွေကအပူဘယ်သူသိနိုင်ပါမလဲလေနောက်တစ်ပတ်ကျတော့ညီမောင်တို့စပြီးတော့ခိတ်ထွက်ကြတယ်ဒေါက်တာမင်းထင်ကျော်ခေါင်းဆောင်ပြီးညီမောင်ကလက်ထောက်အနေနဲ့လိုက်ရတာဖြစ်တယ်မေရီယာကျော်စာဥပန်ကောင်စောတင်ငမဲအောင်တို့အပြင်ထိုရီတောက်ကျွမ်းကျင်တဲ့ထန်လုံနဲ့တပ်ပတို့လည်းပါတယ်ပြီးတော့အထန်သမအချို့ပါခေါ်လာရစုစုပေါင်း15ယောက်ဖြစ်တယ်ထိုရီတောက်သွားတဲ့သူတိုင်းပြန်မြောက်လာတော့ကျန်းတဲ့နေရာဖြစ်မှန်းသိတာကြောင့်ခရီးထွက်ခါနေတော့မှမျက်နှာပြူတွေကတာဝန်ရှိသူအချို့ကအကြောင်းပြချက်ပြပြီးတော့မလိုက်ပဲနေခဲ့တယ်ညီမောင်တို့ကသူတို့မျက်နှာပြူလိုက်မလာတာကိုသဘောကျနေကြတယ်သူတို့ပါလာတောင်းယူအောင်မယ်ခုကို့ဖွဲ့သားတွေဆိုတော့အချင်းချင်းတိုင်ပင်ပြီးတော့တွာလာဖို့အတွက်လွတ်လပ်ကြတယ်အဖွဲ့သားတွေမှာဥပန်ကောင်တယောက်ကလွဲပြီးတော့အားလုံးမှာတနက်တလက်စီနဲ့ကြီးကက်ကြီးဘူးတွေအပူပါတယ်အသင်စားနိုင်တဲ့ငါးတစ်တာဘူးနှိုးစီဘူးနဲ့တခြားရိတ်ခါကြောက်တို့လည်းဦးစားပေးပြီးတော့တည်လာတယ်သူတို့ပြင်တောနဲ့ထဲတွာလာရပြီးတော့ရဲတော်တော်ကြောင်နေရမှာဖြစ်တာကြောင့်တန်ရရရင်တော်လကားယောဂဖြစ်တော်လကားကုသဖို့အတွက်စေဝါကရိယာတွေပါလာကြတယ်။ဒီမောင်တို့အားလုံးအသင့်ပြင်ပြီးအခါလီဒိုလန်ကိုအသုံးပြုပြီးတော့အနောက်မြောက်ဘက်ကိုခရီးထွက်ကြတယ်။ဒီမောင်တို့ခရီးစဉ်ကနာကောက်တောင်တန်းမရောက်ခင်အထိကားနဲ့သွားတာကြောင့်ခရီးတွင်တယ်။လီဒိုလန်မကြီးကစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်နဲ့မိတ်အဆက်မှာရှိရဲ့ရှင်ပွေရန်ဖြတ်သွားလျာထိုနေရာရောက်တော့တညဝင်လာကြတယ်။1945ဝန်းကျင်လောက်ကရှင်ပွေရန်မှာမျိုးလုံးခေါ်ကြပေမဲ့ရွာကြီးတွေကအစင်လောက်ပဲရှိတယ်။ရှင်ပွေရန်မှာကားရောလူပါဝင်လာကြတယ်။ရှေ့မှာစကန်းချဖို့တနေရာမရှိတော့တယ်။စကိုင်းတိုင်းရဲ့မြောက်ဖျားဆုံးဒေသမှာရှိရဲ့နန်းရွံ့ရွာဖြစ်တယ်။ထိုရွာကလီဒိုလမ်းမကြီးနဲ့မဝေးလိုက်နေရာမှာရှိတယ်။လီဒိုလမ်းမကြီးကနန်းရွံ့ကျော်နဲ့အနောက်မြောက်ဘက်မှာရှိရဲ့ပန်စောတောင်ကြားကနေအိန္ဒိယနိုင်ငံလီဒိုမြို့အထိရောက်အောင်ဆက်သွားတယ်။နောက်တနေ့ရှင်ပွေရထွက်ခဲ့ပြီးတော့နေ့လယ်ဘက်မှာနန်းရွံ့ရွာရောက်လျာကားနဲ့သွားတဲ့ခရီးကအဆုံးသက်သွားလေရောတယ်။အရှိခရီးမှာတော့မိမိချောက်ကိုပဲအကူပြီးတော့သွားရတော့တယ်။တောရင်းတနေရာရောက်တော့လူတယောက်ကိုခန္ဓာအရွယ်စားကြည့်တဲ့မြောင်းဝင်တွေအချို့တွေ့ရတယ်။တောလူလို့ခေါ်တဲ့ဥယျာဉ်ဥတန်မြောင်းဝင်တွေပဲဖြစ်တယ်။တကူလုံးအနီအောင်အမွှေးတွေရှိတဲ့မြောင်းဝင်တွေကတကောင်နဲ့တကောင်အော်ဟစ်အချက်ပေးပြီးတော့တစ်ပင်တွေပေါ်ကစောင့်နေကြတယ်။ထိုးချင်းတွေမြင်တော့ကြော်စွာစိတ်မရှိတာကြောင့်တနက်နဲ့ပြစ်ဖို့ချိန်လိုက်တော့ညီမောင်ကတားလိုက်တယ်။
မပြည့်နဲ့ကိုကျော်စွာဒီမြောင်းဝင်တွေကတော်ထဲမှာကြောက်စရာအကောင်းဆုံးတက်တော်ပါပဲဒီတိုင်းတော့လူအန်တီယမပေးကြဘူးတကယ်လို့သူတို့တွေကတကောင်တရားရအောင်လုပ်ရင်တော့အုပ်စုဖွဲ့ပြီးကလစားချီတက်ကြတယ်ဒါပြရင်ဘာလို့အနောက်ကနေတကောက်ကောက်လိုက်ကြည့်နေရလဲကျွန်တော်တို့အဖွဲ့မှာမေရီယာပါလာတယ်မြောင်းဝင်တွေကလူနဲ့အတော်တော်တူတယ်မိမတွေကိုဖမ်းမိရင်တာမယအဖြစ်ပေါင်းတင်ကြတယ်ညီမစကားကြတော့ကြောစွာပါအံ့ဩသွားတယ်ကြောက်เสียရပါလားဒါပြယောက်ျားတွေကိုဖမ်းမိရင်ရောမြောင်းဝင်ဒီအမတွေကယောက်ျားတွေဖမ်းမိရင်ယောက်ျားအဖြစ်ပေါင်းတင်နေခြင်းနဲ့တကယ်လို့မြောင်းဝင်ဒီအထီးတွေကဖမ်းမိရင်တော့ကြည်စဲပြီးတော့ပြန်လွတ်ပြေးကြတယ်သူတို့ကြည်စဲရာခံရရင်တော့မလွယ်ဘူးပြီးတော့မေရီယာကိုလည်းတယောက်တည်းအပြင်မသွားဖို့အတွက်ပြောထားရတယ်မြောင်းဝင်ဒီ2ကောင်3ကောင်တို့ကသွားလျာနောက်ကတကောက်ကောက်လိုက်ပြီးတော့ချောင်းကြည့်နေအောင်သတိပြုမိတဲ့အခါမှာနည်းနည်းတော့စိုးရိမ်စိတ်ဝင်နေရယ်ဒေါက်တာမင်းထင်ကျော်ကသူမနဲ့ခင်မင်လာကြောင့်စောက်ရှောက်မှုပြီးတယ်သူတို့ဥတီသွားတဲ့ခရီးကနန်းရွံကနေအနောက်မြောက်ဘက်ကိုဖြစ်တယ်ထိုနေရာကအိန္ဒိယနယ်စပ်နဲ့တော်တော်နီးပြီးတော့ပန်စောတောင်ကြားလမ်းရှိတဲ့နေရာနဲ့လည်းမဝေးလာပြီချင်းတွင်းမြစ်နဲ့ရွှေထွက်တဲ့ဥယျာဉ်မြစ်တို့ရဲ့မြစ်ဖျားခံရဒေသလည်းဖြစ်တယ်ထိုနေရာဘက်ရောက်တော့တောင်မြင့်တွေတတော်ရွေကနေရာအနှံ့ဖုံးလွှမ်းထားပြီးလူနေထိုင်တဲ့ရွာတွေကိုမတွေ့ရပြီလူရိုင်းတွေနေတဲ့မရဏတောင်ကြားရှိတဲ့နေရာနဲ့မဝေးတော့ဘူးတရက်လောက်ဆက်သွားရောက်နိုင်တယ်လမ်းပြပေးတဲ့ထန်လုံကပြုတ်ပြတယ်မင်းတို့အဲ့နေရာပဲရောက်ဖူးလားဒေါက်တာမင်းထင်ကျော်ကမေးလိုက်တယ်ကျွန်တော်2ယောက်စလုံးရောက်ဖူးတယ်နေကြဘက်ကကုန်တယ်တွေကိုပန်စောတောင်ကြားလဲကိုလမ်းပြလိုက်ပို့ပေးပြီးတော့အပြန်မှာဝင်ကြတာပါဘာတွေတွေးခဲ့ရလဲလူရိုင်းတွေနေရာတောင်ကြားထဲမှာပဲအရေးအတွက်ကတော်တော်များတယ်ပြီးတော့အဲ့နေရာတစ်ဝိုက်မှာရွှေတုံးရွှေကဲလည်းတော်တော်ပေါ်တယ်ဆရာတို့လိုချင်တဲ့တပ်ထုတွေလည်းတွေးခဲ့ရတယ်ထန်လုံနဲ့တန်ပါတို့ရဲ့စကားအရှိเสียရပဲနောက်တော့စမ်းကြောင်းတစ်ခုနဲ့နှီးရဲ့နေရာမှာရွက်ပြင်တဲတွေထိုးပြီးတော့စကန်ချကြတယ်အထမ်းသမားတွေတန်ပါနဲ့ထန်လုံတို့ကတဲတစ်လုံးထိုးပြီးတော့နေကြတယ်ညီမောင်တို့ကတဲတစ်လုံးထိုးပြီးမေရီယာအတွက်အခန်းငယ်လုပ်ပေးထားတယ်ရွှေနွေးကြိုခြင်းအစားတောက်ချက်ပြုတ်ခြင်းတော့တန်ပါတို့အဖွဲ့ရပဲလုပ်ပေးကြတယ်နေဝင်ဖို့လိုပေမဲ့တောထဲမှာအမောင်ရိပ်တန်စာပြူလာပြီစမ်းကြောင်းရှိတဲ့နေရာစကန်ချတဲ့နေရာနဲ့မဝေးကြပြီစားတော့ပြီးတော့စိုးထင်းနဲ့ငမအောင်ကတနက်တက်လက်စီယူပြီးကိုလက်တန့်စင်မှုအတွက်စမ်းကြောင်းရှိအောင်ဆင်းသွားကြတယ်သူတို့ဆင်းသွားတာကိုတောထဲကမျက်လုံးအချို့ကစောင့်ကြည့်နေအောင်တတိမပြုတ်မီကိုလက်တန့်စင်ပြီးပြန်တက်လာတော့သူတို့ချွတ်ထားအဝတ်အစားတွေမရှိတော့မျက်လုံးပြူးသွားကြတယ်အဲ့ချိန်မှာတောထဲကမြောင်းဝင်နေနှကောင်ထွက်လာပြီးသူတို့တနက်နဲ့ချိန်ထားတယ်တနက်ကင်ပုံကြည့်ရုံနဲ့မပြစ်တတ်မှန်တော့တည်တယ်အဲ့နောက်မြောင်းဝင်နေနှကောင်ကသူတို့မြောက်ကခိုင်နေပထမတော့သဘောမပါနောက်တော့ဟန်မူရနဲ့ပြတော့မကတက်ကတဲ့မြောက်ကပြရတယ်သူတို့မြောက်ကကနေအောင်ကြည့်ပြီးမြောင်းဝင်နေနှကောင်ကသဘောကျတဲ့မူရနဲ့တွားဖြဲပြီးတော့ရီမုန်းနေတယ်အတန်ကြာတော့မှမြောင်းဝင်နေနှကောင်ကတနက်နှစ်လက်ကိုလွှဲပြီးတော့တောထဲပြန်ဝင်သွားတယ်မောင်းစာပြိုးလာပြီးတော့အေးတက်ကလည်းပိုများလာတယ်ဒါကြောင့်တရွက်တွေနဲ့တစ်ခုလုံးပတ်ပြီးတော့စကန်ချရအောင်ပြန်လာကြတယ်သူတို့အဖြစ်ကိုမြင်တော့စကန်သူတွေကအံ့ဩနေကြတယ်ဘယ်လိုဖြစ်လာလဲလို့မိမောင်ကမေးလိုက်တယ်နင်းမိတော်နဲ့တော့ကွာဒီမှာအေးလို့တည်တော့မယ်ဘောင်းမိနဲ့အင်ဂျီတွေပဲအမြန်ပေးပါလို့ပြောတာကြာဘောင်းမိနဲ့အင်ဂျီကိုပြစ်ပေးလိုက်တော့မှဝစ်စင်ပြီးတော့တဲဝင်လာကြတယ်အထက်ရောက်တော့မှဖြစ်ချောင်းကုန်စီပြပြရာအဖွဲသားတွေကသဘောကျစွာရီမောကြတယ်နောက်တစ်နေ့မနေ့လင်းတော့မှစမ်းကြောင်းတစ်ဝိုက်ကိုလိုက်ရှာရာမြင်းလာတဲ့တစ်ပင်ရဲ့ထိပ်ဖြာမှာချိတ်ထားတဲ့အင်ဂျီဘောင်းမိနဲ့တနက်နှစ်လက်ကိုပါပြန်တွေ့ရတာကြောင့်အလုသမားတွေကိုခက်ခဲတဲယူခိုင်းရပြီးရောတယ်နောက်တနေ့မနက်ပိုင်းမှာညီမောင်တို့ခရီးထွက်ဖို့ပြင်တယ်ထို့အခါထိုဒေသကိုရောက်ပူကြတယ်တန်ပါနဲ့ထန်လောင်တို့ကပြောတယ်ဒီကနေနေဝက်ခရီးလောက်သွားရင်လူရိုင်းနေရဲ့မရဏတောင်ကြားကိုရောက်တော့မယ်အဲ့ဒီနေရာကိုပြန်လည်မဲ့တောင်ကြားလို့ခေါ်တယ်ရိုးပြောရရင်တော့အဲ့ဒီကိုရောက်တဲ့သူတိုင်းပြန်မလာနိုင်တော့လို့ဒီနာမည်ပေးထားတာမင်းတို့ညောက်ကအဲ့ဒီလိုအန်တီရများရဲ့နေရာကိုဘယ်လိုသွားတာလဲသူတို့မသိအောင်ဝင်တာပါအဲ့ဒီတောင်ကြားမှာရွှေတုံးရွှေကဲလည်းအများကြီးပဲတခြားကြောင်းမဲ့တနားလည်းရှိတယ်တန်ပါရဲ့စကားကြောင့်ညီမောင်တို့တွေမှာတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ပြီးတော့ဆရာတို့လိုချင်တဲ့တထုကြောတစ်ခုလည်းတွေ့ရတယ်ဘလို့တထုမျိုးလဲဆိုတော့ကျွန်တော်တို့လည်းမသိဘူးနေအောင်ကြီးနဲ့ထည့်ရင်ဝင်းလက်နေရတော့တွေ့ကြရတယ်ဒီကသွားရင်ကြောက်တစ်ခုကြော်သွားရမယ်ຫນွေကျိုးတွေကြိမ်ကျိုးတွေနဲ့လှုပ်ထားတဲ့ကျိုးတရားဟောင်းရှိတယ်တယောက်ချင်းဖြစ်ကိုရင်တော့ရတယ်အဲ့တော့စကန်သိမ်းပြီးတော့ထိုနေရာစပြီးတော့ထွက်ခွာကြတယ်လူရိုင်းတွေရှိတဲ့နေရာနဲ့နီးလာတာကြောင့်တတိထားပြီးသွားလာပြီးမဲ့ဘေးအန်တရတော့မတွေ့ရနေ့လည်းပဲရောက်တော့တောင်နှလုံးကြားမှာရှိတဲ့ကြောက်ကံပါကိုရောက်သွားကြတယ်ကြောက်ကတော်တော်နဲ့ဆိုင်နေတန်လုံနဲ့ထန်ပါတော့ကထိုနေရာကိုရောက်ဖူးတာကြောင့်ကျိုးတတာရှိအောင်ခေါ်လာတယ်တရားမှာကြိမ်ပင်တွေပင်နဲ့လှုပ်ထားတာလူတယောက်ပဲသွားနိုင်တယ်
ထိုတတားကပဲတစ်ဖက်ရအောင်ကူးရတယ်နီမောင်အရင်ကူးတယ်ပြီးတော့စောတင်ငမဲအောင်တော့ကူးပြီးတော့အချိန်လေးကြည့်တယ်ပြီးတဲ့ခါမှာတော့တယောက်ပြီးတယောက်ကူးလာကြတယ်တစ်ဖက်ကန်းရောက်တော့ခရီးဆက်လေးကညနေပိုင်းမှာဆိုရင်မရဏတောင်ကျောင်းရောက်သွားကြတယ်မရဏတောင်ကြားရှိတဲ့နေရာကျောင်းမနက်လာပြီအားလုံးအပေါ်ကအချိန်လေးကြည့်တော့အောက်ခြေမှာတွာလာနေတဲ့လူရိုင်းတွေကိုလှမ်းပြီးတော့မြင်ရတယ်ဆရာတို့လိုချင်တဲ့တတ်ထုကြော်ရရှိတဲ့နေရာအဲ့ဒီကျောက်ထဲမှာပါကျောက်ထဲဆင်းတာနဲ့လူရိုင်းတွေနဲ့တွေ့မှာပဲကျွန်တော်တို့ရှာနေတဲ့တတ်ထုကြော်နေရာရောက်ပြီးတော့ဆရာဘယ်လိုလုပ်ချင်လဲကျွန်တော်တို့ဖွဲ့ဒီနေရာလာတာတတ်ထုတွေတိုးယူဖို့အတွက်မဟုတ်ဘူးဒီနေရာမှာလိုချင်တဲ့တတ်ထုတွေရှိမရှိလေ့လာကြည့်ရမယ်ပြီးရင်နမူနာအနေနဲ့ရသမျှတည်ယူရမယ်ဒီလိုရရင်ကုမ္ပဏီကိုပြန်သွားပြီးတော့သူတို့ပြောပြပေးရမယ်တူးဖို့ရွေးအပိုင်းကကုမ္ပဏီကလူတွေစီစဉ်ပါလိမ့်မယ်နှမျောစရာပဲဒီမောင်စကားကြတော့ဒေါက်တာမင်းထင်ကျော်ကအံ့ဩသွားတာကြောင့်တစ်ချက်ကြည့်တယ်ကိုနီမောင်ဘာကိုပြောရလဲကျွန်တော်တို့မြန်မာနိုင်ငံကတရန်စာတာတွေကိုမျက်နှာဖြူတွေကရသမျှယူပြီးတော့သူတို့နိုင်ငံကိုတည်ယူနေတာနှမျောစရာလို့ပြောတာပါဆရာဒါတော့ကိုနီမောင်ရဲ့တိုင်းပြည်တစ်ခုလုံးအောင်သူတို့လက်ထဲရောက်နေတာနှစ်တော်တော်ကြာပြီလေရှိသမျှဖိုးတန်တရန်စာတာတွေကိုတည်ယူနေတာတော်တော်ကြာမှပဲခုမှတော့နှမျောလို့လည်းမရတော့ပါဘူးအဲ့နောက်အနည်းရှိတင်းတော်ရင်ကူပေါက်တဲ့ဝင်ပြီးတော့စခန်းချကြတယ်မိကိုမထွက်စေဖို့အတွက်မိမဖို့တော့ပဲပါလာရဲ့အသင့်စားနိုင်တဲ့အစားအသောက်တွေကိုပဲဝင်ပြည့်အောင်စားတော့ကြတယ်ညနေပိုင်းမတိုင်ခင်မှာပဲဒီမောင်စောတင်းငမဲအောင်တော်မှာတနက်တလက်စီယူပြီးတော့ကူအပြင်ဘက်ထွက်လာကြတယ်ပေါင်းဝန်းကျင်အခြေအနေကိုလေ့လာကြည့်ဖို့ဖြစ်တယ်ထိုနေရာတစ်ဝိုက်မှာထူးခြားမှုမတွေ့ရပြီတော်တော်လုံးတိတ်ဆိတ်အငြိမ်သက်လေးရဲ့ဒါမဲ့ဒီတိုင်းငြိမ်နေရတော့မဟုတ်တယောက်ယောက်ကသူတို့နောက်ကလိုက်လာပြီးတော့ချောင်းကြည့်နေရအောင်သတိမပြုမိတနေရာရောက်တော့စောတိကလေတန်တိုးတိုးနဲ့ပြောတယ်ညီမငါတို့နောက်ကနေတယောက်ယောက်လိုက်ကြည့်နေတယ်မင်းသတိပြုမိလားဘယ်လိုလုပ်ကောင်းမလဲလူရိုင်းတယောက်လို့တော့ထင်တယ်ဒါမဲ့ရံမှုချင်းပုံတော့မရအောင်သူသာအန်ဒီရဲ့ပေးချင်ရင်မြားနဲ့ချောင်းပြစ်မှာပေါ့ကိုမပြစ်သေးပုံထောက်တော့အချိန်နဲ့သိချင်လို့လိုက်ကြည့်နေရလို့တော့ထင်တယ်ထိုးချိန်မှာတော်ရင်တနေရာရိတ်ခဏဖြတ်သွားတဲ့ပုံတဲ့အောင်မြင်တော့တနက်တွေပြင်လိုက်ကြတယ်အရင်မပြစ်နဲ့နော်ကိုရံမှုမှပြစ်ဒီမောင်ကတတိပေးလိုက်တယ်ငါတို့လူခွဲပြောလိုက်ကြည့်ကြမယ်ဒါမဲ့တတိရောထားတယောက်နဲ့တယောက်သိမ့်မဝေးစေနဲ့အန်ရနဲ့တွေ့ရင်အချက်ပေးလိုက်ကြလို့တိုင်မင်းတယောက်တနေရာစီခွဲလိုက်ကြတယ်တနေရာရောက်တော့လှုပ်ရှားမှုတစ်ခုတွေ့တော့တနက်ပြန်လိုက်ချိန်မှာတစ်ပင်ကွယ်ကလူတယောက်ခုန်ထွက်လာပြီးညနဲ့ပြစ်ဖို့ချိန်တာတော့မလောက်တာတော့ပြီဒီမောင်ကတနက်ကိုချပြီးလက်မြောက်ထားလိုက်တယ်ထွက်လာသူကယောက်ျားတယောက်တော့မဟုတ်အသက်20ကျော်လောက်ပဲရှိရဲ့မျိုးသမီးတယောက်ဖြစ်တယ်ချိန်ထားတဲ့မြောက်ချက်ချင်းမပြစ်လိုက်လို့သာတော်တယ်မြောက်ပြစ်လိုက်ရင်တော့အစိတ်လူးထားတဲ့မြားချက်ထိပြီးတော့ထားနိုင်တော့မှာမဟုတ်စတဲ့တရေချက်ကိုပေါ်မှာပတ်ထားပြီးနှစ်ဖူးမှာတရေပြားတစ်ချက်စီးထားတဲ့လူရိုင်းမလေးပဲဖြစ်တယ်နင်းဘသူလဲငါနာမည်နီမောင်ပါတတ်ထိုးရှာဖို့လာတာဒီနေ့ကလာလို့မရအောင်လေနင်တို့တိတ်လိုက်မယ်နင်ကဘသူလဲဒီမှာနေရလူရိုင်းမလေးလားနင့်နာမည်ကဘယ်လိုခေါ်လဲမာရီယာနီမောင်စိတ်ထဲမှာတော်တော်အံ့ဩသွားတယ်မနီမွေးမှာရက်နေရဲ့မာရီယာဆိုရင်လူရိုင်းမလေးရဲ့မျက်နှာတစ်ချက်ကြည့်လိုက်တယ်သူမရဲ့မျက်နှာအဖွဲမှာပါလာတဲ့မေရီယာမျက်နှာနဲ့တော်တော်လေးကိုဆင်တယ်အဲ့နောက်လူရိုင်းမလေးကတောထဲကိုပြန်ဝင်သွားတယ်ဒီမောင်လဲခြားထားတဲ့တနက်ကိုကောက်ယူလိုက်တယ်ခဏကြာတော့စောတင်းနဲ့ငမဲအောင်လို့ပြန်ရောက်လာကြတယ်ထူးခြားမှုဘာတွေ့လဲနေမှာလူရိုင်းမလေးတယောက်နဲ့ငါတွေ့လိုက်တယ်ငါတို့ဒီနေရာရောက်တာကိုသူတို့သိသွားပြီဆိုတော့မကောင်းနော်အချိန်မျိုးလာပြီးတော့တိုက်ခိုက်နိုင်တယ်အဲ့တော့တတိထားရမယ်နောက်တော့3ယောက်သားစကန်ချတာကိုပြန်လာတယ်ဒီမောင်ကတွေ့ခဲ့ရတဲ့အခြေအနေတွေကိုပြောပြလိုက်တယ်ကျန်အဖွဲ့သားတွေထက်မေရီယာတော့တော်တော်လေးကိုစိတ်ဝင်စားပုံရတယ်သူ့နာမည်ကမာရီယာလို့ပြောပါတယ်မေရီယာနဲ့နာမည်ချင်းစစ်တယ်လို့ရုပ်ချင်းကလည်းတော်တော်တူတယ်ထို့အခါအဖွဲ့ကောင်းဆောင်ဒေါက်တာမင်းထင်ကျော်ကပြောတယ်ဒီနေရာကိုကျွန်တော်တို့ရောက်နေမှသိရင်ချက်ချင်းရောက်လာပြီးတော့တိုက်ခိုက်နိုင်တယ်ဒီညတော့တတိထားပြီးစောင့်မှဖြစ်မယ်ဒါကြောင့်နေဝင်သွားတာနဲ့စားတော့ချင်းအပြင်ထွက်ချင်းတွေကိုလက်စားတက်ပြီးတော့ကူပေါက်ဝါကိုပါကြောက်တော့အချို့နဲ့တားဆီးထားလိုက်တယ်ထိုညအလဲကျစောက်ကြပြီမဲ့လူရိုင်းတွေနီမောင်တို့စီကိုရောက်မလာတော့ပြီလူရိုင်းတွေရဲ့တောင်ကြားထဲမှာလူရိုင်းကောင်းစာခြာပန်တွေတိတ်ဆုံးပြည့်နောက်မှာရေတီကပဲတောင်ယူပြီးတော့အုပ်ချုပ်တယ်ရေတီမှာအခုခါမှာအသက်40ကျော်ရောက်ပြီမေရီနဲ့ရခဲ့သမီးလေးတောင်မှအရွယ်ရောက်နေပြီရေတီကမေရီကိုတတိယနေရာကျမာရီယာဆိုပြီးတော့နာမည်ပေးခဲ့တာမာရီယာအသက်25ဝန်းကျင်ရှိပြီးတော့ရုပ်ရည်ကတော့အမေဖြစ်သူနဲ့တူတာကြောင့်ချောမောလှပပေမဲ့စိတ်ဓာတ်ကဖခင်နဲ့တူတာကြောင့်ခက်ထန်ကြမ်းတမ်းတယ်မာရီယာကတာမန်မိခင်နဲ့လူရိုင်းဖခင်တို့ပေါင်းဆက်ပြီးတော့မွေးဖွားတာကြောင့်လူရိုင်းသွေးတဝက်တာမန်သွေးရတဝက်ပါသူဖြစ်တယ်
မောင်ရီကလှပချောမောတာကြောင့်လူရိုင်းတွေကလူငယ်လူငယ်တွေစိတ်ဝင်စားကြတယ်။သူမကိုစိတ်ဝင်စားတဲ့လူငယ်တွေမှာခေါ်ရီဦးတန်းချန်ပန်တို့3ယောက်လည်းပါဝင်တယ်။သူတို့ကတောလူတွေလိုတန်မာတာကြောင့်ထိုနာမည်မျိုးပေးထားကြတာဖြစ်တယ်။မောင်ရီကတော့အခုထိဘသူ့ကိုမှစိတ်ဝင်စားမှုမရှိ။တနေ့နေဝင်က2ယောက်တော့မောင်ရီတယောက်သူမထိုင်နေရကြောက်ကိုပြန်ရောက်လာတယ်။ဖေးသွားနေရလဲမောင်ရီတောရဲသွားနေရတောထဲမှာလူစိမ်းတွေရောက်နေတယ်တထုတွေလာရှာလို့တော့ပြောတယ်တထုပြောရလဲနင်ကသူတို့နဲ့တွေ့ခဲ့ရလားအဲ့ဒီအဖွဲ့ကလူတယောက်နဲ့တွေ့ခဲ့ရတယ်သူကနင်ကိုမတတ်ဘူးလားနင်ရောသူမတတ်ခဲ့ဘူးလားဒီနေ့ရောက်လာပြင်ပြန်ထွက်သွားလို့မရတာမကြခင်အားလုံးအသက်ခံရလိမ့်မယ်ရေဒီတယောက်တည်းရေရွတ်တယ်လို့မျိုးပြောတယ်သူ့စိတ်ထဲမှာလွန်ခဲ့တဲ့အနှစ်20လောက်ကတထုရှာဖို့ရောက်လာတဲ့အဖွဲ့ကိုတိုက်ခိုက်ခဲ့ရမေရီနဲ့ဆုံတွေ့ခဲ့တဲ့အကြောင်းတွေကိုပြန်ပြီးတတိရတယ်နှစ်ကာလကြာပြီမဲ့ရေတီးရင်ထဲမှာတော့ပူနွေးနေတယ်အဖေဒီညောင်လာတဲ့သူတော်တက်တာမကောင်းထင်တယ်သူတို့ဖွဲ့မှာမိမတယောက်ပါတယ်ရေတီးစိတ်ထဲမှာတော်တော်အံ့ဩသွားတယ်လွန်ခဲ့တဲ့နှစ်20ကျော်လောက်ကဒီနေရာကိုတတူရှောက်ပွဲအဖွဲ့ရောက်လာရာအမျိုးသမီးတယောက်ပါလာတယ်ထိုအဖွဲ့ကိုတိုက်ခိုက်ရမှာအားလုံးတည်ကြပြီမေရီဆိုတဲ့အမျိုးသမီးကိုရေတီးကကယ်ပေးထားခဲ့တာသမီးတယောက်ရပြီးတော့မှမေရီကနေရက်ပြန်သွားခဲ့တာသူထားခဲ့တဲ့သမီးလေးတောင်မှအသက်20ကျော်ပြီမေရီပေးထားလက်စုပ်ကလေးကိုသမီးမာရီယာလက်မှာဝစ်ပေးခဲ့တယ်တိုက်ဆိုင်မှုတွေကတကြောပြန်လာပြီလားတော့မသိအဲ့လိုတွေးနေစမှာကူရဲ့လူရွယ်3ယောက်ဝင်လာတယ်ခေါ်ရီဦးတန်နဲ့ချန်ပန်တို့ဖြစ်ကြတယ်ခေါင်းဆောင်ငါတို့ဒီနေရာကိုလူစိမ်းအဖွဲ့တစ်ဖွဲ့ရောက်နေတယ်တွားပြီးတော့တိုက်ခိုက်ရမယ်လူရောတော်တော်များလားမများဘူး10ယောက်ကျော်လောက်ပဲတနက်တွေပါလာရင်မင်းတို့တတိထားပြီးတော့တိုက်ရမယ်ဘယ်လိုတိုက်ရမယ်ဆိုတာငါပြောပြမယ်အပြင်ရောက်တော့အချင်းချင်းမကြေမနက်ပြောကြတယ်ခေါင်းဆောင်ကြီးကတမျိုးပဲရန်သူတွေနဲ့တိုက်ခတ်မဲ့ကိစ္စပြောတာကိုတက်ကြွလည်းသိမရှိဘူးသူကအသက်ကြီးလာလို့ဖြစ်မှာပေါ့ငါတော့တိတ်တဘောမကြောက်သူမလုံးနိုင်သူ့ကိုဖယ်ပြီးတော့ငါတို့ထက်တယောက်ယောက်ခေါင်းဆောင်လောရောကောင်းတော့ကောင်းတယ်ထမလွယ်လွယ်နဲ့တော့ရမှာမဟုတ်ဘူးသူကအသက်ကြီးရဲ့ဆိုမှတန်မာတယ်အကြိုက်ခိုက်ကောင်းတယ်သူ့ကိုနိုင်အောင်ဘယ်သူမှမတိုက်နိုင်ဘူးလို့ဂေါ်ရီကပြောတယ်တယောက်နဲ့တယောက်မနိုင်ရင်ငါတို့3ယောက်ဝိုင်းတိုက်မှာပေါ့သူမရှိငါတို့ခေါင်းဆောင်လုပ်လို့ရမယ်ပြီးတော့သူ့သမီးကိုလည်းယူလို့ရမယ်ဦးတန်ကစိတ်အားထက်သန်စွာပြောတယ်ဒီကိစ္စနောက်မှလုပ်မယ်ကူလောလောဆယ်ရောက်နေတဲ့အဖွဲကိုတွားတိုက်မယ်အဲ့ဒီအဖွဲမှာမိမတယောက်ပါလာတယ်ယောက်ျားတွေကိုတက်ပြီးတော့အဲ့ဒီမိမကိုငါတို့ယူကြတာပေါ့ဖြစ်ပါမလားဖြစ်ပါတယ်ငါတို့လူစုခွဲပြီးတွားတိုက်မယ်လေလို့ပြောပြီးပြန်ထွက်သွားကြတယ်နောက်တနေ့မနက်ပိုင်းရောက်တော့မိမောင်နဲ့ဒေါက်တာမင်းထင်ကျော်တို့မှာတတူးလျှောက်ပွဲအစီအစဉ်တွေစားတောက်ရင်ပြောဆိုနေစဉ်မှာတောရဖြတ်ထွက်လာတဲ့မြတစ်ချောင်းကကူပေါင်းနဲ့မနီမွေးမှာရှိရဲ့တပင်တပင်မှာလာပြီးတော့ဆက်ဝင်နေရဲ့ဆက်ဝင်နေတဲ့မြားတွေကလှုပ်ခါလေးရဲ့တနက်တွေအသင့်ပြင်ပြီးစောက်ချီရောလဲထူးခြားမှုမတွေ့ရတော့မှညီမောင်ကမြားတန်ကိုတွားပြီးတော့နှုတ်လိုက်တယ်တရေပြားတစ်ချက်ချီပတ်ထားရချဖြီးကြည့်လိုက်တယ်ရှင်သူတွေလာတော့မယ်ဒါတယောက်ယောက်ကလာပြီးတော့သတိပေးရပဲပြင်စရာရှိအောင်ပြင်ရအောင်မညီမညာရေးချစ်ထားတဲ့စလုံးအချို့တွေ့ရတယ်ပြပြမဟုတ်ပေမဲ့အတိတ်ပဲတော့သိနိုင်တယ်ဒါကြောင့်ဒေါက်တာမင်းထင်ကျော်ကသတိထားပြီးနေဖို့သတိပေးလိုက်တယ်သူတို့ရောက်နေအခုပေါင်းဝနဲ့မနီမဝေးမှာတောင်ကုန်းတကုန်းရှိတယ်တစ်ပင်နဲ့ကြောက်တုံးတွေလည်းရှိရာအကာအကွယ်တော့ရနိုင်တယ်အပေါ်စီးကနေရာရထားတာကြောင့်တပန်းတာတယ်ဒါကြောင့်ထိုတောင်ကုန်းပေါ်အမြန်နေရာရွှေ့ပြီးတော့လက်နက်တွေကိုအသင့်ပြင်ထားကြတယ်မိမောင်တို့ကတနေရာဒေါက်တာမင်းထင်ကျော်တနေရာကျော်စွာတနေရာ3နေရာခွဲပြီးတော့နေရာယူထားကြတယ်မေရီကဒေါက်တာမင်းထင်ကျော်နောက်ကနေရာယူထားပြီးတော့တနက်တလက်ကိုအသင့်ကင်ထားတယ်မေရီကမကြောက်နဲ့နော်ကျမမကြောက်ပါဘူးဒါမဲ့စိတ်ထဲမှာတော့လှုပ်ရှားနေရယ်ဘာဖြစ်ကျွန်တော်တို့အကောက်ကွယ်ပြီးမှာပါစိတ်အေးသာထားပါဒေါက်တာမင်းထင်ကျော်အပိစကားပြောတော့မေရီကခေါင်းညှိပြတယ်မိမောင်ရှိတဲ့နေရာဘက်မှာစောတီနဲ့ငမဲအောင်တို့လည်းရှိနေတယ်။လျှော်စလုံးတော့တနက်တလက်စီကင်ထားကြတယ်။ဒီမှာစိုးစောမြားနဲ့လာပြပြီးတတိပေးသွားတာဘာလို့လဲ။ငါထင်ပြောရရင်တို့တွေနဲ့တောထဲမှာတွေ့ခဲ့တဲ့မင်းကလေးလို့တော့ထင်တယ်။ငါတို့နဲ့တွေ့တာသူပဲရှိတယ်။လူရိုက်မှလည်းမင်းကိုမမြင်သေးသဘောကျလို့ကူညီပေးရဖြစ်မှာပေါ့။ငမဲအောင်ရဲ့မဟုတ်တာမှန်တယ်မြ။တော်တော်ကျန်ကျန်ပန်တွေးတတ်ပါတယ်။လောကမှာမဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာပဲရှိတယ်။တော်ကြလူရိုင်းမနဲ့ညာလို့တရွက်တွေကိုဓာတ်မှာပတ်ငမွေးခေါင်းမှာထိုးပြီးတော့လူရိုင်းကောင်းဆောင်လုပ်နေရလိမ့်မယ်။ငါတော့မလုပ်ဘူးမင်းယုံနဲ့ဆိုရင်လေလူရိုင်းကောင်းဆောင်လုပ်လိုက်တယ်။မင်းသာလုပ်ပြီးတော့ညီမောင်ကပြောတော့စောတီနဲ့ငမဲအောင်တော့သဘောကျတာကြောင့်ခတိုးတိုးရီလိုက်ကြတယ်။အဲ့ဒီချိန်မှာကြောက်ကူနဲ့မနီမဝေတိုးရင်တနေရငှက်အော်တန်လို့
စူးစူးဝါအော်တန်တွေစပြီးတော့ကြားရတယ်။အမှန်ကတော့ငှက်အော်တန်မဟုတ်လူရိုင်းတို့တိုက်ပွဲဝင်မှုအတွက်အချင်းချင်းအချက်ပေးရဲ့အတန်ဖြစ်တယ်။လူရိုင်းအဖွဲ့ကိုခေါင်းဆောင်လာသူမှာခိုရီဦးတန်နဲ့ချန်ပန်တို့၃ယောက်ပဲဖြစ်တယ်။သူတို့နောက်ကတော့လူ20ပါလာတယ်။အားလုံး၄ညဓားလန်ကပ်ပါစာရလက်နက်တွေပါလာတယ်။ထိုဘက်မှာလူရိုင်းခေါင်းဆောင်ရေတီမပါ။ခိုရီတို့၃ယောက်ကရေတီမသိအောင်လူစုပြီးတော့လာရောက်တိုက်ခိုက်တာဖြစ်တယ်။လူရိုင်းတွေကနီမောင်တို့စကန်ချနဲ့ကိုပေါ့ဝါကိုစဝိုင်းတက်တန်ပတ်ဝိုင်းထားကြတယ်။နီမောင်တို့နေရာနဲ့တော့မဝေးလာပြီ။ဒါကြောင့်တောင်ကုန်းပေါ်ကနေအတိုင်းအတာမြင်ရတယ်။ကိုပေါ့ဝါရောက်တော့မြားနဲ့အထက်ကိုဖြစ်တယ်။ပြီးတော့ညာတန်ပေးပြီးတော့ခူရဲကိုပြေးဝင်သွားကြတယ်။ခူရဲရောက်တော့တယောက်မှမတွေ့ရတော့ဘူး။သူတို့ထင်ထားတာကမနက်စောစောလာပြီးတော့လေရတက်ပြက်ဝင်တိုင်းရင်အလွယ်ရမယ်ထင်ပေမဲ့မဟုတ်။အဲ့နောက်ခုအပြင်ရောဇဝေဇဝါနဲ့ပြန်ထွက်လာကြတယ်။ဘယ်ရောက်သွားပြီလဲလို့ပြောနေစဉ်တောင်ကုန်းပေါ်တနက်တန်တွေစူညံစွာပေါ်ထွက်လာပြီးတဲ့နောက်လူရိုင်းအချို့လဲကြပါတယ်။ထိုအခါကျန်တဲ့သူတွေကတစ်ပင်တွေကြောက်တုံးတွေနောက်ကိုဝင်ကပ်လိုက်ကြတယ်။ရန်သူကိုပြန်လဲတိုက်ခိုက်ဖို့ပြင်ပေမဲ့တယောက်မှမတွေ့ရတော့ဘူး။လူ20ကျော်လောက်နဲ့လာရောက်တိုက်ခိုက်လေရာချန်ပန်အပါဝင်10ယောက်တည်သွားတဲ့အခါတိတ်မလို့ရဲတော့ဘူး။တစ်ပင်ကွယ်တွေကရန်သူရှိနိုင်တဲ့တောင်ကုန်းဘက်ကိုညားနဲ့ပစ်ခတ်ပေမဲ့ထိရောက်ခြင်းမရှိ။ဒါကြောင့်လက်လျှော့ပြီးတော့နောက်ကျောင်းပြန်ဆုတ်သွားလေတယ်။တောင်ကျောပေါ်မှာနောက်ထပ်အန်ဒီရီမလာတော့မှတောင်ကြားတွေကိုဆင်းကြတယ်။အဲ့လိုအချိန်ဒီမှာလဲစိတ်ချလက်ချတော့ဆင်းကြတာဖြစ်တယ်။သူတို့ဆင်းလာတဲ့တောင်ကြားမှာရောက်လာသူတိုင်းပြန်မထွက်နိုင်တဲ့မရဏတောင်ကြားပဲဖြစ်တယ်။တောင်ကြားတိတ်တော့မကျဲလာပြီ။ဒီတစ်ဖက်တစ်ချက်မှာမြင်မာတဲ့ကြောက်နေရံတွေရှိတယ်။ကူပါဝါတွေရှိတယ်။စမ်းကြောင်းတွေရှိတယ်။လူရိုင်းတွေလာတိုက်ခိုက်ရင်ကြောက်တောင်ပေါ်ကကြောက်တုံးတွေပြစ်ချခြင်းအစိတ်လူးများတွေနဲ့မြားမိုးရွာတယ်လို့ပြစ်ခတ်ခြင်းတောင်ကြားလန်းနဲ့ညက်ပူးညက်ပိတ်ဝင်တိုက်ခတ်ခြင်းတွေလှုပ်လာနိုင်တယ်။ဒါကြောင့်အချို့ကတထုတွေရှောက်ပွေပြီးတော့တချို့ကနေရအချို့မှာလှုပ်ဝက်စွာနေရယူပြီးတော့အခြေအနေကိုစောင့်ကြည့်ကြတာဖြစ်တယ်။ဒေါက်တာမင်းထင်ကျော်နီမောင်ကျော်စွာနဲ့မေရီယာတို့ကတထုရှာတာကိုလုပ်ပြီးကျန်အဖွဲ့သားတွေကတော့ရန်တွေလာရင်အလွယ်တကူမြင်နိုင်တဲ့နေရာမှာလက်နက်တွေအသင့်ခံပြီးတော့စောင့်ကြည့်နေကြတယ်။လူရိုင်းတွေမှာမနက်ပိုင်းကလာရောက်တိုက်ခိုက်စင်မှာအထိနာသွားတာကြောင့်နောက်ထပ်တော့မရောက်လာသေးဘူး။ဒါမဲ့အင်အားစုပြီးတော့ဘယ်အချိန်မှလာရောက်မယ်ဆိုတော့မသိ။မိတို့ပင်ဖြစ်စေမိမိတို့ဘက်ကတတိထားလို့တော့နေရတယ်။တောင်ကြားထဲမှာရှိတဲ့စမ်းကြောင်းတစ်ခုနာမှာဒေါက်တာမင်းထင်ကျော်နီမောင်ကျော်စွာနဲ့မေရီယာတို့တတ်ထုရှာနေကြတယ်။ဒေါက်တာမင်းထင်ကျော်ကဘူမိပေတာဘာသာရဲ့နဲ့ဒေါက်တာပွဲယူထားပြီးတော့ကျန်3ယောက်ကလည်းကျွမ်းကျင်မှုရှိတယ်။မေရီယာဆိုရင်တတ်ထုကြောင်းမြင့်သနာရွှေရိုးနဲ့ပတ်သက်တာတွေကိုကျွမ်းကျင်မှုရှိတာကြောင့်ဒေါက်တာမင်းထင်ကျော်ရဲ့လက်ထောက်အဖြစ်တွဲဖက်လုပ်ကိုင်နေရဖြစ်တယ်။နေအောင်လုံးကလည်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းရင်းနှီးမှုဖြစ်ပေမဲ့တာမန်အဆင့်တက်တော့ကျုံလွန်စပြုနေပြီ။ဒေါက်တာမင်းထင်ကျော်စိတ်ထဲမှာဒီတစ်ခါကုမ္ပဏီကိုပြန်ရောက်မှာပဲမြေတားရေးနဲ့ပတ်သက်တာတွေကိုဖွင့်ပြောမယ်လို့တော့တွေးထားတယ်။သူတို့လေးယောက်ရောက်နေတဲ့စမ်းကြောင်းမှာတောင်ကြားအတိုင်းအလျားလိုက်စီးဆင်းနေတဲ့ချောင်းပဲဖြစ်တယ်။ရေစိုးမနဲ့ပေမဲ့ကျဲပြတ်မှုလို့ရှိရဲ့ကြည်လင်လာတဲ့ရေမျက်နှာပြင်အောက်ကအရာဝတ္ထုတွေကိုတွေ့နိုင်တယ်။ခြေအောက်မှာတော့လကားကန်းဆက်သဲပြင်ပေါ်မှာတော့လကားတဘာဝအတိုင်းရှိနေတဲ့ရွှေတုံးရွှေခဲတွေကိုတွေ့ရတယ်။ပြီးတော့ရေတိုက်စားမှုကြောင့်ကြောက်နေရံတွေကပဲ့ပါလာတဲ့ဗဒများစားတဲ့ရေတနာတွေပြင်တောက်စိမ့်တော့အပိုင်းအစတွေကိုလည်းတွေ့ရတယ်။ရွှေတုံးတွေရောကြောက်မဲ့တနာတွေရောအများကြီးပဲငါတို့ရေတနာတွင်းထဲရောက်နေတဲ့အကြိုင်ပါလားလို့ကြော်စောဝမ်းသာအရာပြောတယ်။ဒီနေရာကလူရိုင်းတွေရှိနေပြီးတော့လာသမျှအသက်ခံရရင်တော့ဘယ်သူမှမလာဝန်ကြအောင်။ဒါကြောင့်ရွှေနဲ့ကြောက်မဲ့တနာတွေကတဘာဝအတိုင်းရှိနေကြတာပဲ။ပြောရရင်တော့တဘာဝရေတနာတိုက်ကြီးဆိုရင်မမဟုတ်ပေါ့ကွာ။အဲ့တော့ဒီနေရာနောက်တစ်ခေါက်ရောက်ဖို့ကမသေးကြဘူးရောက်တော့ရောက်ခိုင်းမှာရသမျှကောက်ယူပြီးတော့အပေါ်ရောက်တော့မှကျန်တဲ့သူတွေကိုလည်းခွဲဝေပေးရမယ်လို့ပြောပြီးတထုရှာရင်တွေးသမျှရွှေတုံးရွှေခဲကြောင်းမြတ်ရတနာတွေကိုကျိုးဖို့အိတ်ထဲထည့်ယူလာတယ်အဲ့လိုကောက်ယူနေစမှာဒေါက်တာမင်းထင်ကျော်2ယောက်ရောက်နေတဲ့နေရာဘက်ကလမ်းခေါ်တန်ကြတော့2ယောက်သားထိုနေရာဘက်ကိုရှောက်သွားကြတယ်ဘာလဲဆရာဒီမှာလာကြည့်ပါဦးကိုနေမောင်ရဲ့အနားရောင်ရှောက်သွားပြီးကြည့်တဲ့အခါမှာဒေါက်တာမင်းထင်ကျော်လက်ထဲမှာကင်ထားတဲ့တထုရိုင်းတတော်ကိုတွေ့ရတယ်ဒါကဘာပေါ်မှာရှားပါဆုံးတထုတစ်မျိုးဖြစ်တဲ့ရွှေဖြူလို့ခေါ်ကြတဲ့ပလက်တီနမ်တထုပဲကျွန်တော်တို့တော့စူးစမ်းရကြုံနဲ့ပြီးချင်တယ်ဒီနေရာမှာပလက်တီနမ်တထုကျော်ရှိတာသိကြပြီပေါ့ကျွန်တော်တောင်ဝင်ကတူးဖော်တဲ့တောင်ဝင်မဟုတ်ဘူးလေတထုကျော်ရှိတဲ့နေရာကိုတွေ့ပြီဆိုရင်တေချောင်လေးလာပေးရနဲ့ကုမ္ပဏီကိုသတင်းပို့ပေးရမယ်တူးဖော်တဲ့ကိစ္စတော့သူတို့ဆက်လုပ်လိုက်မယ်လို့ဒေါက်တာမင်းထင်ကျော်ကပြောတယ်အဲ့နောက်ထုံရတဝိုက်ကိုလိုက်ကြည့်ရာကူနေရန်ဖောက်ထွက်လာတဲ့ရေထွက်ပေါက်တစ်ခုတွေ့ရတယ်တော်တော်ကျယ်ဝန်းလာကြအောင်စမ်းကြောင်းတပွဲဖြစ်နေတယ်ပလက်တီနမ်တထုကယ်ရီယာထိုချောင်းရဲ့တဝိုက်မှာတွေ့ကြရတာဖြစ်တယ်ကျမထင်ပြောရရင်တထုကျော်ကဒီကြောက်တောင်ရဲ့အတွင်းဘက်မှာရှိနေပုံပဲ
ဒီကြောက်တောင်မိုင်းခွဲရှာရင်တော့သူတို့လိုချင်တဲ့တပ်ထုတွေအများကြီးရမယ်လို့တော့ထင်တယ်။ဒါတော့ကန်တရားပေါ့။ကဲရသမျှကောက်ယူပြီးပြန်တက်ရအောင်လို့ဒေါက်တာမင်းထင်ကျော်ကပြောတယ်။အဲ့နောက်၄ယောက်သားထိုညတစ်ဝိုက်ကိုလိုက်ရှာရာပလက်တီနာတပ်ထုကကျိုထပ်ပြီးတော့တွေ့တော့ကောက်ယူပြီးတော့တောင်ကျောပေါ်ပြန်တက်လာတယ်။ဒီနေ့ပိုင်းရောက်နေရကြစကန်ချဖို့နေရာရွေးကြတယ်။လုံခြုံစိတ်ချတဲ့နေရာမျိုးမှာရွေးတယ်။လမ်းပြပြစ်လိုက်လာတဲ့ထန်လုံနဲ့တန်ပါတို့ကလမ်းပြပေးရအပြင်မုံဆိုးအတက်ကိုလည်းကျွမ်းလာကြနေမဝင်ခင်မှာတောထဲကိုသွားပြီးတော့စီစဉ်ကြပြီးစီစဉ်နေတယ်။သူတို့ဘလို့စီစဉ်နေဆိုတော့မသိကြ။စကန်ချမဲ့ကူလည်းတစ်ဖက်ပိတ်ကူပေါက်ကိုမရွေးပဲနှစ်ဖက်အဝင်အထွက်လုပ်နိုင်တဲ့ကူပေါက်ကိုရွေးချယ်တယ်။ညချင်ရောက်လာတဲ့အခါမှာကူပေါက်ကမြားတဲ့တွေဖလန်တွေအထဲမဝင်လာနိုင်မှုအတွက်အကွယ်တွေလှုပ်ထားတယ်။ပြီးမှအစားအသောက်တွေစားတောက်ကြတယ်။နေဝင်သွားတော့ပဝင်းကျင်မှာအမောင်ရိပ်တွေဖုံးလန်းစပြူလာတယ်။အားလုံးရှောက်ဖွေးနေကြတဲ့ပလက်တီနဲ့တထွေတွေ့နေအောင်သိရတာကြောင့်ဝမ်းသာနေကြတယ်။တူးဖော်ရေးကိစ္စကကွန်မြူနစ်ဆိုင်နဲ့ဖြစ်လေရာသူတို့ဖွဲ့အနေနဲ့ရှာတွေ့တာကျင်းနေစရာပဲဖြစ်တယ်။အနေအများကြီးထိုနေရဗီမက်တည်ရင်မကထွက်နိုင်မို့စူးစမ်းရတော့မယ်။အဲ့ဒီအချိန်မှာတော်ရဝါခလောက်တဲ့အချို့ကြရတယ်။သူတို့လာနေပြီလို့ထန်လုံးကပြောတယ်။မင်းကဘလို့သိရလဲ။တားကောင်လာရင်သိဖို့ကျိုးနဲ့တန်းပြီးတော့ဝါခလောက်လေးဆွဲထားခဲ့တာ။ຫນွေကျိုးတွေထိရနဲ့ဝါခလောက်တန်ကြားရတယ်။ထိုစကားကြတော့မှညနေပိုင်းအချိန်ကတန်ပါနဲ့ထန်လုံးတို့တော်ရဲဝင်သွားပြီးအစီအစဉ်ပြုလုပ်တဲ့အကြောင်းရင်းကိုသိရတော့တယ်။ဒါကြောင့်အချိန်ဆွဲမနေတော့ပဲကူရဲဝင်ပြီးတော့ခြေရဖြောက်ချတယ်ပြီးတော့အနောက်ဘက်မှာရှိတဲ့အပေါက်ကတယောက်ချင်းအပြင်ထွက်ပြီးတော့အပေါ်ဘက်ကနေရာယူလိုက်ကြတယ်။ညောင်ဦးဘက်ရောက်စားပဲရှိသေးတာကြောင့်အလင်းရောင်ကမပြောက်သေးဘူး။သူတို့ဖွဲ့အပေါ်ရောက်ပြီးမရှိမနှောင်းမှာကူပေါက်အောင်လူရိုင်းအချို့ရောက်လာကြတယ်။ကော်ရီနဲ့ဦးတန်တို့ခေါင်းဆောင်တဲ့အဖွဲပဲဖြစ်တယ်။ချန်ပန်ကပထမတက်ပွဲမှာတိတ်ဆုံးသွားခဲ့တာကြောင့်မပါတော့ဘူး။လူရိုင်းအားလုံးကြေးပြချက်တွေနဲ့လှုပ်ထားတဲ့ဒိုင်းကလန်ရှည်၍ကင်ထားကြတယ်။တနက်နဲ့ပြင်ကြေးပြနဲ့ခံပြီးလှန်နဲ့ဝင်ထိုးတတ်ဖို့အကြံစီဖြစ်တယ်။ကူပေါက်ရောက်တော့တံပြန်အော်ဟစ်ပြီးတော့ကူပေါက်ထဲပြေးဝင်ကြတယ်။သူတို့မျောလင့်ထားတာကူရဲကသူတွေကတနက်နဲ့စီးပစ်မဲ့ထင်တာကြောင့်ရှေ့ကကြေးပြထိုင်းတို့နဲ့ကာထားတယ်။ဒါမဲ့သူတို့ထင်တယ်လို့မဟုတ်။ကူရဲရောက်တော့တရားမှမတွေ့ရတော့ဘူး။ဒါကြောင့်ဇဝေဇဝါနဲ့လိုက်ကြည့်တော့အနောက်ဘက်မှာအပြင်ထွက်တဲ့အပေါက်ကိုတွေ့ရကြတယောက်ကအပြင်ခေါင်းထက်ကြည့်နေစင်မှာအနီးကပ်ပစ်တဲ့ကြီးစံတောက်ထိပြီးလဲကြတာတော့မှအပြင်မထွက်ရတော့ဘူး။သူတို့အပြင်ဘက်မှာပဲရှိတယ်ရှေ့ပေါက်ကပြန်ထွက်ပြီးတော့တောတိုက်မယ်လို့ခေါင်းဆောင်လာတဲ့ကော်ရီကပြောတယ်သူတို့ပြောဆိုပြီးတော့ရှေ့ပေါက်ကအပြင်ပြန်ထွက်ဖို့ပြင်တော့လဲအချိန်ကြီးကမကောင်းရှေ့ရထွက်လာသူမှာတနက်နဲ့ပြစ်ခံရလို့လဲကျသွားတာကြောင့်နောက်ကလူရိုင်းတွေကဥကောင်းတဲ့ကိုခန္ဓာကိုကြီးစံမထိစေဖို့အတွက်ကြီးကခိုင်းနဲ့ကပြီးတော့ထွက်ဖို့ကြိုးစားတယ်စောင်းနေသူတွေကကိုမပြစ်တော့ပဲအောက်ပန်းကိုပြစ်ခတ်ရပေါင်နဲ့6ယောက်ကိုထိတော့မထနိုင်တော့ဘူးတော်တော်များများလဲကျသွားတော့မှကြံလူရိုင်းတွေလည်းမနေရဲပဲပြန်ပြေးတော့တယ်နေရာမှာတော့တေဆုံးသူနဲ့ဒဏ်ရာရသူမထနိုင်တဲ့လူယောက်10ယောက်ကျန်ခဲ့တယ်နီမောင်တော့အချိန်နဲ့ကြည့်ပေမဲ့မထူးကြတော့မှပြန်ထွက်လာတယ်။ထန်ရရထားသူတွေစီကလက်နက်တွေကိုတင်ယူပြီးတော့ဂူထဲသွင်းပြီးထန်ရတွေကိုပါလိုက်စီပြီးထည့်ပြီးအဝတ်စတွေနဲ့စီးပေးလိုက်တယ်။ဘာဖြစ်လို့ငါတို့အန်ဒီယလာပေးရလဲလို့နီမောင်ကထန်ရရနေသူတယောက်ကိုဆေးထည့်ပေးရင်းနဲ့မေးလိုက်တယ်။ငါတို့ကဒီနေ့အခြားတွေ့လာတာမကြိုက်ဘူး။မင်းတို့အန်ဒီယပေးဖို့လာတာမှမဟုတ်တာကိုယ့်ဘာသာနေပါလား။လာတဲ့သူတွေကငါတို့တွေ့ရန်ရှာကြတယ်။ငါတို့ကမင်းတို့အန်ဒီယမပေးဘူးအေးနေလို့ပြောတော့ဘာမှပြန်မပြောဘူး။မင်းတို့ဗမာနေရလဲငါတို့နေရာတောင်ကြားထဲမှာရှိရယ်လူဘယ်လောက်ရှိလဲမိမတွေပဲကြံတော့တယ်ရှောက်ကြားတွေက340လောက်ပဲကြံတော့တယ်ခေါင်းဆောင်အောင်ရေတီး तू မပါဘူးလား तू ကမင်းတို့မတိုက်ချင်ဘူးကောင်းတယ်မင်းတို့လည်းလာမတိုက်ကြနဲ့ငါတို့ကမင်းတို့အန်ဒီယမပေးဘူးငါတို့လိုချင်တာရပြန်ကြတော့မှာလို့ပြောတော့နားထောင်နေတယ်မင်းတို့လာတမလူတွေဒုက္ခပေးရင်နေချက်တွေရောက်လာပြီးတော့မင်းတို့တက်လိုက်မယ်လို့ပြောပြီးမိမောင်တို့ကဒဏ်ရာရနေတဲ့လူရိုင်းတွေကိုဂူထဲမှာထားခဲ့ပြီးနောက်တခြားတင့်တော်နေရာကိုထပ်ပြီးရွှေ့ပြောင်းတယ်ထိုညမှာနောက်ထပ်တိုက်ခိုက်မဲ့လူရိုင်းအုပ်စုတွေရောက်မလာတော့ဘူးအဲ့နောက်တနေ့နီမောင်စောတင်းငမဲအောင်တို့မှာတနက်တလက်စီယူပြီးတော့တောင်ကျောပေါ်တက်လာကြတယ်ရည်ရွယ်ချက်ကတောင်ကျောပေါ်အချိန်ကိုသိဖို့နဲ့လူရိုင်းတွေနေတဲ့နေရာကိုသိချင်လို့ပဲဖြစ်တယ်တောင်ကျောပေါ်မှာတော့လူရိုင်းတွေနေတဲ့နေရာကိုမတွေ့ရဘူး3ယောက်သား6လောက်လေးရနေ့လည်းပဲရောက်တော့လူရိုင်းတွေနေတဲ့နေရာနဲ့မဝေးလာတဲ့တောင်ကျောပေါ်ရောက်လာကြတယ်ထိုနေရာရောက်တော့အောက်ဘက်ကစူညံတန်တွေကြားကြရတယ်စကားပြောတန်အော်တန်ခလေးငိုတန်ခွေးအောင်တန်တွေကြားရတော့တောင်ကျောပေါ်ဝမ်းရမှောက်ပြီးတော့ငုတ်ကြည့်ကြတယ်ကျောင်းမှာအထက်အသိနဲ့ပြီမဲ့အောက်ကအချိန်ကိုကောင်းကောင်းမြင်ရတယ်အောက်မှာသူတို့ရှိနေကြတယ်ငါတို့ဆင်းဖို့ပြန်ချတာပေါ့လို့ပြောပြီးပြန်ဖို့ပြင်နေစင်မှာပဲမနီးမဝေးနေရအောင်လူရိုင်း3ယောက်ရောက်လာပြီးပါလိုက်မြားနဲ့လန့်ပစ်တယ်
3ယောက်သားမြချက်တို့ရှောင်ထင်းရင်းစောတိကတနက်နဲ့ပြန်ပစ်ဖို့ပြင်တော့ညီမောင်ကတားလိုက်တယ်မပြစ်နဲ့စောတိတနက်တန်ကြရင်နောက်ထပ်အများကြီးရောက်လာလိမ့်မယ်ဒီတော့ဘယ်လိုလုပ်မလဲငါတို့3ယောက်လူခွဲပြီးတော့စခန်းချတဲ့နေရာရောက်ပြန်ကြမယ်လို့ပြောပြီး3ယောက်ခွဲပြေးကြတယ်အဲ့လိုထွက်ပြေးတော့မှလူရိုင်းတွေစီကဥတန်တွေပေါထွက်လာတယ်အချင်းချင်းအချက်ပေးတဲ့အတန်ဖြစ်တယ်ညီမောင်ကဘေးအန္တရာယ်မရှိနိုင်တဲ့လမ်းကိုမှန်းပြီးပြေးပြီးတယောက်ကနောက်ကလိုက်လာတယ်တနေရာရောက်တော့ရှေ့ကဖြတ်တိုက်ဖို့စောင့်နေတဲ့လူရိုက်အချို့မြင်တာကြောင့်နောက်ကလိုက်လာလူရိုက်တယောက်ကိုတုတ်တေရှင်းလင်းပြီးတော့နောက်ကျောင်းပြန်လှည့်ပြေးရတယ်လူရိုက်အဖွဲ့ကတဖြည်းဖြည်းများလာပြီးတော့ညက်ပူးညက်ပိတ်ဝိုင်းဝန်းဖမ်းမှုစူးစမ်းလာရာထပ်ပေါက်မရှိတော့လောက်ဖြစ်နေစင်မှာအနောက်ဘက်ကအတန်တန်ကြားရတယ်ဒီထဲကိုဝင်ခဲ့အတန်ကြားတော့ကူထဲမှာရက်နေမာရီယာကိုတွေ့တော့ထွေတူတူစဉ်းစားမနေတော့ဘဲနဲ့ကူထဲဝင်လိုက်တယ်အတွင်းရောက်တော့မာရီယာကညီမောင်ခေါ်သွားပြီးကြောက်ကူပေါက်ထဲထည့်ပြီးတော့ကြောက်တုံးတုံးနဲ့ပိတ်ထားပြီးတော့အပြင်ဘက်ထွက်လာတယ်အပေါက်ကရောက်တော့ကူထဲဝင်မှုပြင်နေတဲ့လူရိုင်းအချို့နဲ့တွေ့ရတယ်ငါအထဲဝင်ကြည့်ပြီးအထဲမှာမရှိဘူးတခြားနေရာလိုက်ရှာလို့ပြောတော့မှပြန်ထွက်သွားကြတယ်လူရိုင်းအချို့ကအထဲဝင်လျှောက်ခွင့်မရတာကြောင့်သိတော့မကြည့်နဲ့ဒါမဲ့ခေါင်းဆောင်ရဲ့တမိဖြစ်နေရကြောင်းထွေတူတူတော့မပြောရပြီလူရိုင်းတွေကထုံနေရပြန်ထွက်သွားတော့မှမာရီယာကူထဲတကြော့ပြန်လာပြီးလေတန်တိုးတိုးနဲ့ပြောတယ်နင်းအပြင်မထွက်နဲ့ဒီကလို့အန်တီရဲ့ကင်းတော့ရင်ငါလာပြောမယ်လို့မှာပြီးအပြင်ဘက်ပြန်ထွက်သွားတယ်မာရီယာပြန်ထွက်သွားပြီးခဏကြာတော့လူရိုင်းနှစ်ယောက်ထိုကူထဲကိုတကြော့ပြန်ဝင်လာပြီးတော့လိုက်ရှာကြတယ်ညီမောင်ရှိတဲ့ကူပေါက်ကတီးကြရှိနေပြီးအပြင်ကအပေါက်ဝါကိုကြောက်တုံးနဲ့ပြန်ပိတ်ထားတော့မမြင်ရပြီပြီးတော့ကန်ကောင်းနေတာကကူထဲမှာအလင်းရောင်မရှိပဲမှောင်နေရကြမမြင်နိုင်တာဖြစ်လေညီမောင်အတွက်ကန်ကောင်းတယ်လို့ဆိုရမယ်အပြင်ဘက်ကခြေတံကြားရတာကြောင့်ညီမောင်ကတနက်ကိုအသင့်ပြင်ပြီးစောင့်နေပေမဲ့သူရှိရဲ့ကူပေါက်ဘက်ကိုရောက်မလားအတန်ကြာတော့ခြေတံကြားရပြီခဏကြာတော့ပြန်ထွက်သွားတဲ့ခြေတံတွေကြားရတယ်ဒီတော့မှတပြင်းချနိုင်တော့တယ်ဒါမဲ့အပြင်တော့မထွက်ရသေးပြီစိုးတင်းနဲ့ငမဲအောင်တို့ဖေးကင်းဖို့လဲစိတ်ထဲကစွတ်တောင်းမိရဲ့ကူထဲမှာမှောင်နေရကြအပြင်မှာဖယ်ချင်ရောက်မှမသိဒါမဲ့အသက်ပေးအန်ရလွတ်မြောက်နေတော့စိတ်သက်သာရတယ်ကူထဲကတိတ်တော့မကျဲလာပြီပြီးတော့အထက်ရောက်နေပေမဲ့အသက်ရှူဖို့လေကောင်းလေတန်ရနေတာဒါကြောင့်ကူနေအောင်ကြောမိထိုင်မှိန်းနေရခဏကြာတော့အိပ်ပျော်သွားတယ်အချိန်ဘယ်လောက်ကြာသွားတယ်မသိပိတ်ထားတဲ့ကြောက်ကူကကြောက်တော့တယောက်ယောက်လောက်ဖွင့်တန်ကြတော့မှဖြက်ခနဲ့နိုးလာတယ်နိုးလာတဲ့နဲ့ကူပေါင်းဝဘက်ကိုတနက်ပြောင်းလှည့်ထားလိုက်တယ်ကြောက်တော့မရှိတော့အထဲလူတယောက်ဝင်လာတယ်ဝိုးလုံးဝမြင်နေရတော့သူ့ကိုကယ်ပေးထားတဲ့မာရီယာမန်တီတော့မှတပြင်းချနိုင်တယ်နင်ရှိနေသေးတယ်မလားရှိသေးတယ်ငါပြန်ထွက်လို့ရပြီလားကူတော့မရသေးဘူးသူတို့ကဒီနေရာတော့အိုက်မှာနင်ပြောက်သွားလို့မကြိမ်မနှက်ဖြစ်ပြီးတော့စောင့်ကြည့်နေရငါပြောက်နေရင်ငါအဖွဲသားတွေစိတ်ပူနေလိမ့်မယ်သူတို့နင်ရှိသေးတဲ့အကြောင်းငါမြားနဲ့ပြစ်ပြီးတော့တောက်ပြောထားတယ်ကျေးဇူးတင်ပါတယ်တလောကလူရိုင်းတွေလာကနေတော့မြားနဲ့ပြစ်ပြီးတော့တတိပေးသွားတာနေမလားနင်ကလူရိုင်းတယောက်နဲ့မတူသလိုပဲအဲ့လိုပြောတော့ညီမောင်နဲ့မနီမွေးမောင်ဝင်ထိုင်ပြီးပါလာတဲ့ရက်နဲ့ကမိခင်ထားတဲ့အသားရက်နဲ့အချို့ပေးတယ်လူသားတွေလားငါလူသားမစပါဘူးဒရေသားပါနင့်နာမည်ကမာရီယာမလားဒီနာမည်ကလူရိုင်းတွေပေးတဲ့နာမည်မျိုးမဟုတ်ဘူးအမေပေးထားခဲ့တာနင့်အမေကပမာလဲပြန်သွားပြီးငါငယ်ငယ်ကတည်းကပြန်သွားတာဖေသွားလဲတော့ငါလည်းမသိဘူးအမေပြန်တော့အဖေကိုယ်တိုင်လိုက်ပို့ပေးခဲ့တာနင့်အဖေရောဘယ်သူလဲရှီတီနင့်ဖေကလူရိုင်းကောင်းဆောင်လားဟုတ်တယ်ဒါပေမဲ့အဖေကတိတ်မလုပ်ချင်တော့နင့်ဖေကလူရိုင်းဆိုမဲ့နင့်အမေကလူရိုင်းတယောက်ဟုတ်ပုံမရအောင်အဲ့ဒါကြောင့်နင်ကလူရိုင်းတယောက်နဲ့မတူတာငါကသူတို့နေတယ်လို့မှမနေချင်တာမဖြစ်လို့သာနေရတာဒါပြင့်ငါနင့်ကိုခေါ်ရမယ်ငါတို့ပြန်လိုက်ခဲ့ပါလားအဖေနဲ့အမေမှမရှိတာဘယ်သူနဲ့နေရမှာလဲမဖြစ်ပါဘူးညီမောင်ကအသားတွေကိုစားတော့ပြီးတော့မာရီယာတရေအိတ်နဲ့ထည့်ယူလာတဲ့ရှီဘူးကိုပြီးတော့ယူလိုက်တယ်ညီမောင်ကကူထဲမှာတနေ့လုံးမစားမတော့ပဲနေရတော့အခုလိုစားရတော့မှပဲနေတာတိုင်တာဖြစ်တော့တယ်ပြီးတော့မှပြောတယ်မာရီယာငါပြောတာကိုသေချာနားထောင်ပါနင်ကဒီမှာနေရပေမဲ့ချာပန်တီလူရန်တွေနဲ့မတူအဲ့ဒါကြောင့်ဒီမှာမသိသေးဘူးနင်အဖေရှင်ရဲ့နင်ဒုက္ခရောက်လိမ့်မယ်နင်သဘောတွင်ငါတို့ပြန်ခေါ်ပါမယ်ဟိုရောက်ကောင်းကောင်းမွန်မွန်ထားပါမယ်နင်တို့ကဘယ်တော့ပြန်มาလဲတရက်နှစ်ရက်ဆိုရင်ပြန်တော့မှာဒီနေရာကိုဘာလာလောက်တာလဲတတ်ထုခဲ့ပြီလားရှာတာရွှေတုံးတွေကိုပြောရလားအဝါရောင်ရွှေတုံးရွှေခဲ့တဲ့ပို့ပြီးတန်မှုရှိတဲ့အဖြူရောင်တတ်ထုမျိုးတွေလာရှာတာနေရောင်ကြီးနဲ့ထင်ဝေးလက်နေတဲ့တတ်ထုတုံးတွေအများကြီးရှိတဲ့နေရာကိုငါသိတယ်ဒီအောက်မှာစမ်းကြောင်တစ်ချောင်းရှိတဲ့ချောင်းပြဘက်ကကိုယ်ထဲမှာနင်တို့လိုချင်တဲ့တတ်ထုတွေအများကြီးပဲအဲ့ဒီကိုယ်ထဲမှာမကောင်းဆိုးရည်လည်းရှိတယ်ဘလို့တတ်တော်ရည်လဲတရက်တစ်ပတ်တွေကိုပြောတာသူတို့ကလူရိုင်းတွေတည်းပိုကြောက်ဖို့ကောင်းတယ်ငါတို့ကဒါတွေကိုမကြောက်ပါဘူးနင်တာလိုက်ပြပေးပါ
အဖေကိုပြောပြရအောင်မယ်ငါတို့ဒီညရောက်နေရနင့်ဖေတည်ရမလားတိုက်ခိုက်တဲ့အဖွဲထဲမှာနင့်ဖေပါလားမပါဘူးအဖေကမလုပ်တော့ဘူးခေါ်ရီနဲ့ဦးတန်းတို့လုံနေရသူတို့ကအဖေမရှိငါ့ကိုယူပြီးတော့ခေါင်းဆောင်လုပ်ဖို့ကြံစီနေတာဒါကြောင့်ငါတို့ပြန်နင့်ကိုခေါ်ဝါကျင်တယ်လို့ပြောတာနင်လက်ခံရင်ငါနင့်ကိုတသက်လုံးဆောက်ရှောက်ပေးမှာနင့်သဘောရောဘယ်လိုလဲဒီမောင်ကအနားမှာရှိနေတဲ့သူမလက်ကလေးကိုစမ်းယူပြီးစုပ်ကင်ထားလိုက်ရငိမ့်နေတယ်လက်ကိုကင်တော့မှသူမရဲ့လက်မှာဝတ်ထားတဲ့လက်စွပ်ကိုလက်နဲ့စမ်းမိသွားတယ်လက်စွပ်တကွင်းပါလားငါငငယ်ကအမေပြန်သွားတော့ပေးထားခဲ့တာလင်းလိုက်လာရင်ငါနဲ့အမေကိုတွေ့အောင်ရှာပေးပါမယ်အမေနဲ့ပြန်တွေ့ရမယ်ဆိုရင်တော့လိုက်ခဲ့ခြင်းနဲ့ကောင်းပြီငါပြန်ရင်နင့်ကိုခေါ်သွားပါမယ်ငါ့ရောလက်ခံပေးနိုင်မလားငါမသိဘူးစိတ်ထဲမှာတော့ဘယ်လိုဖြစ်နေမှမသိဘူးလို့ပြောတော့ဒီမောင်ကအနာတိုးသွားပြီးသူမရဲ့ကိုယ်လေးကိုဖတ်ထားလိုက်တယ်ပထမတော့ညညွတ်တန်တွေကြားရပေမဲ့ရုံဖက်ခြင်းမပြုပေပြင်ဘက်မှာဘဲချမ်းရောက်နေရမသိဒီမောင်တို့ရောက်နေတဲ့နေရာခုတကူရဲ့အတွင်းဘက်မှာဖြစ်တာကြောင့်အမောင်ရိတ်ကပိုများလေတယ်ဒီမောင်ကမာရီယာကိုလေးကိုရှင်ခွင်ထဲထည့်ပြီးတင်းတင်းဖတ်ထားလိုက်တယ်ဒီမောင်မှာပါလိုက်တဲ့နဲ့မာရီယာကင်လိုက်လေးနဲ့များဖို့တော့ဟာကျမ်းမြစ်ပေါ်ရောက်လေတယ်လောလောဆယ်မှာသူတို့အတွက်ကတော့ထိုးလက်နက်တွေအသုံးမလို့သေးပြီထိုးလက်နက်တွေတည်းပို့ပြီးစမ်းအားရှိတဲ့အရာနေအောင်စလွဲရင်ထဲကိုရောက်နေပြီတခြားတော့မဟုတ်ချက်ချင်းမြတ်တာပဲဖြစ်တော့တယ်အဲ့ပြောရပြန်လို့လာတော့ဂူထဲကိုအလင်းရောက်အချုပ်ဝင်လာပြီအနားမှာတော့ဘယ်သူမှမရှိနေရမထသေးပဲညမာရီယာနဲ့တွေ့ခဲ့တဲ့အကြောင်းတွေကိုပြန်ပြီးတော့တွေးတောနေမိရဲ့တကယ်မှဟုတ်ရလားလို့လည်းတွေးမိရဲ့ဒါပေမဲ့မာရီယာအနက်သက်တွေကဂူထဲမှာရှိနေသေးတယ်အတွေးဆုံးတော့အဲ့ရာနေပြီးတော့ထလိုက်တယ်ဒီမောင်တနက်ကိုယူပြီးတော့အတွင်းကူပေါက်ကိုဖွင့်ပြီးအပြင်ဘက်ကိုထွက်တယ်အပြင်ကူထဲမှာလည်းရှင်းနေတယ်ဒါကြောင့်အပြင်ထွက်ဖို့ပြင်နေစင်မှာကူပေါက်ကအပြင်ဘက်ကလေတံတိုးတိုးနဲ့ခေါ်တန်ကြရတယ်ကိုနီမောင်ဒီကူထဲမှာရှိနေလားမေရီယာမလားကျွန်တော်ဒီကူထဲမှာပါလို့ပြောတော့ကူပေါက်ကနေမေရီယာဝင်လာတယ်သူမလက်ထဲမှာတော့တနက်တလက်ကိုအသင့်ခိုင်းထားတယ်တော်ပါသေးရဲ့ကျမတို့တစ်ဖွဲ့လုံးဟာကိုနီမောက်တက်စိုးရိမ်နေတာဒါတဲ့စောတိနဲ့ငမဲအောင်တော့စခန်းပြန်ရောက်နေပြီလားရောက်နေပါပြီမနေ့ကညနေပိုင်းတယောက်ကမြားနဲ့ပြစ်ပြီးတော့အသိပေးလို့ကိုနီမောက်တက်စိတ်အေးသွားရတာတခြားအဖွဲ့သားတွေကတထုကျော်ရှိတဲ့နေရာဘက်ကိုတစ်ခေါက်ဆင်းသွားကြတယ်မပြန်ခင်ရနိုင်သမျှရွှေတုံးတွေကောက်ယူမယ်ထင်တယ်ဆရာတော့ပါတယ်ဒေါက်တာမင်းတင်ကျော်ပါလာပြီမဲ့မတွေ့ရသေးပြီအဲ့အချိန်မှာကူပေါကလူတစ်ယောက်ထပ်ဝင်လာတယ်ဒေါက်တာမင်းတင်ကျော်မဟုတ်လေးနဲ့မြောက်အသင့်ကင်ထားတဲ့မာရီယာပဲဖြစ်တယ်သူမကမေရီယာကိုမြင်တော့မြားနဲ့ချိန်ထားတယ်မေရီယာလည်းတနက်နဲ့ပြန်ချိန်ထားတယ်မာရီယာမပြစ်နဲ့ဒီမောလန်တာတော့မှနှစ်ယောက်စလုံးကလက်နက်တွေကိုအောက်ပြန်ချလိုက်တယ်မာရီယာအထက်ကိုရှောက်လာပြီးတော့မေရီယာကိုတေချာကြည့်နေတယ်မေရီယာလည်းတန်တော့နဲ့ပြန်ကြည့်နေတယ်ခဏကြာတော့မာရီယာမေးလိုက်တယ်နင်ဘသူလဲငါနာမည်ကမေရီယာသူနဲ့တဖွဲ့တည်းပဲနင်ရောမာရီယာမာရီယာမှာများစွာအံ့ဩသွားပြီးတော့မာရီယာလက်မှာဝတ်ထားတဲ့လက်စွပ်ကိုတစ်ချက်ကြည့်တယ်ထိုလက်စွပ်ကသူ့လက်ထဲမှာလည်းတကွင်းဝတ်ထားသေးတယ်နင်အမေဘသူလဲငါမမတ်မိဘူးငငယ်ကလေးကငါ့ကိုထားခဲ့ပြီးတော့ပြန်သွားတာအဖေတော့ရှိတယ်မေရီယာတနက်ကိုချပြီးတော့မာရီယာကိုပြေးဖတ်ထားလိုက်တယ်နင်ကငါအမပဲအဖေမာလိုက်တဲ့ငါအမနဲ့ပြန်တွေ့ရပြီလို့ပြောပြီးဟိုကျွေးလျာမာရီယာမျက်နှာပေါ်မှာလည်းမျက်ရည်စီးကျလာပြီးမေရီယာကိုပြန်ဖတ်ထားလိုက်တယ်နင့်ကိုတွေ့ကြရငါသိနေတယ်အားကြောင့်ငါအကူအညီပေးနေတာနင့်ကိုတွေ့ရင်အဖေသိတ်ဝမ်းသာမှာပဲအဖေကဘာမှလဲတောင်အောက်ကကူထဲမှာရှိတယ်ငါတော့ခေါ်ပေးမယ်လို့ပြောပြီးမာရီယာအပြင်ထွက်သွားတယ်သူထွက်သွားပြီးတော့မှအပြင်မှာစောင့်နေတဲ့ဒေါက်တာမင်းထင်ကျော်ဝင်လာတော့မေရီယာအတူချုပ်ပြီးတော့ဖျက်ပြလိုက်တယ်ကျမရဲ့အမေဘာမာကော်ပိုရေးရှင်းကုမ္ပဏီမှာအလုပ်လုပ်တော့တထုကျော်ရှာဖို့ဆိုပြီးတော့ဒီလေးတော့တစ်ခေါက်ရောက်ခဲ့တယ်အဲ့နောက်လူရိုက်တယောက်ကဖမ်းမိသွားတာနဲ့ဒီတော့ထဲမှာတစ်နှစ်လောက်ကြာအောင်နေခဲ့ရတာကျမရဲ့အမမွေးပြီးတော့ကျမကိုဝင်ရှိစားမှာပဲအဖေကိုယ်တိုင်အမေကိုပြန်ပို့ပေးခဲ့တယ်အမအဖေနဲ့ဒီတော့ထဲမှာကြံနေခဲ့တာဒါဖြင့် तू ကမေရီယာအမပေါ့တကယ်တော့ကျမလူရိုင်းသွေးပါတဲ့အမျိုးသမီးတယောက်ပါဒီညောက်လိုက်လာတာအမှန်တော့တောင်းဝင်ထမ်းဆောင်ရင်းနဲ့အဖေနဲ့အမကိုရှာဖို့ပါကျွန်တော်တို့မေရီယာရဲ့စိတ်ဓာတ်ကိုတော်တော်လေးလေးစားမိပါတယ်အဲ့လိုပြောနေစင်မှာပဲကူပေါကလူနှစ်ယောက်ဝင်လာတယ်ရေတီနဲ့မာရီယာတို့ပဲဖြစ်တယ်ကူရဲရောက်တော့ရေတီကမေရီယာကိုတေချာကြည့်တယ်သူ့လက်ထဲမှာအသွားထလာတဲ့ကပ္ပတလက်ကင်ထားပေမဲ့ကင်ထားတဲ့လက်မှာတဆက်ဆက်တုံးလေးကစိတ်ထဲမှာဘလောက်လှုပ်ရှားရဲဆိုတာသိနိုင်တယ်အဖေ तू ကအမေနဲ့ပါသွားတဲ့အဖေသမီးပဲဒါငါသမီးလေဟုတ်တယ်ကျမအဖေသမီးပါကျမရဲ့အမေကဒေါ်မေရီပါအမေလည်းရှိပါသေးတယ်သူငါ့ကိုထားခဲ့တယ်သူသမီးကျူဒီယိုရောက်တဲ့အထိငါစောင့်ရှောက်ပေးထားခဲ့တာ
အိမ်နောက်မေရီယာပဲဖခင်ပြစ်သူဖတ်ပြီးငိုကြွေးလေတော့တယ်။အတော်ကြာတော့ရေတီကလူချင်းပြန်ခွာပြီးမိတယ်။ဒီနေ့ကအန်တီရင်များတယ်ဘာတွက်လာကြလဲ။အမေကအမကိုပြန်ခေါ်ဖို့အတွက်ကျမကိုမှာလိုက်လို့လာတာပါ။ထိုးကရေတီကအနားမရက်နေရဲ့မာရီယာကိုမိတယ်။နင်လိုက်သွားခြင်းလား။ငါအမေနဲ့တွေ့ကြလို့သူတို့ပြန်ရင်တော့လိုက်သွားခြင်းနဲ့ထိုးကနီမောင်ဝင်ပြောတယ်။ကျွန်တော်တို့ပြန်သွားရင်သူ့ကိုစောက်ရှောက်ပြီးတော့ခေါ်သွားပါမယ်။လူရိုင်းတွေကလွယ်လွယ်နဲ့တော့ပြန်ထုတ်ခွင့်ပေးမှာမဟုတ်ဘူး။အဲ့တော့မပူပါနဲ့ကျွန်တော်တို့သူတို့တိုက်ခတ်နိုင်ပါတယ်။ဒီနေရာလာတာဒီလိုတက်ထုတွေလိုချင်လို့ပါ။ဒီလိုတက်ထုတွေအများကြီးရှိတဲ့နေရာကိုငါသိတယ်။ဒါပေမဲ့အဲ့ညမှာမကောင်းဆိုးရတွေရှိတယ်။မကောင်းဆိုးရတွေနိုင်တဲ့ဆရာတယောက်လည်းပါလာတယ်။နေရာကိုပဲလိုက်ပြပါ။သူတို့ရှိနေတူးလို့မရဘူး။လူရိုင်းတွေကဒီနေရာကိုဘယ်သူမှဝင်ခွင့်မပေးဘူး။မတူးပါဘူးနေရာသိရရင်တော်ပါပြီ။ကောင်းပြီညဘက်မှာငါတို့လာခဲ့မယ်မင်းတို့စကန်ချိုင်နေရာနေစောင့်နေပါအိမ်နောက်ရေတီနဲ့မာရီယာတို့ကူရဲကပြန်ထွက်သွားကြတယ်ခဏကြာတော့နီမောင်နဲ့ဒေါက်တာမင်းထင်ကျော်တို့လည်းအခြေအနေကိုကြည့်ပြီးအန်နီရဲ့ကင်းတော်မှမေရီယာကိုပါခေါ်ပြီးတော့စကန်ချိုင်နေရာကိုပြန်လာတယ်၃ယောက်လောက်ပြီးအန်နီကင်းစွာပြန်ရောက်လာတာမြင်တော့အဖွဲသားတွေကဝမ်းသာနေကြတယ်အားလုံးကသူတို့ရှောက်ပွေနေတဲ့တထုကြော်ကိုတွေ့ရတော့မှဖြစ်လို့ကျဉ်နဲ့နေကြတယ်အိမ်နောက်နီမောင်ကရေတီမေရီယာနဲ့မာရီယာတို့မိသားစုအကြောင်းပြောတဲ့အခါပြားစွာအံ့ဩနေကြတယ်။ညီမချင်းမသိရခင်ကလေးကတိုးရပြောတာဖြစ်မှာပေါ့။မာရီယာငါတို့အဖွဲ့ကိုကူညီပေးနေရဒါကြောင့်ဖြစ်နိုင်တယ်လို့ကြော်စွာပါဝင်ပြောတယ်။အဲ့နောက်ခူရဲဝင်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုကြိုတင်ကြံစီကြတယ်။ညောင်ပန်းရောက်တော့ရေတီနဲ့မာရီယာတို့တာဖာရောက်လာတယ်။ရေတီကလက်ထဲမှာကပ္ပတလက်ကင်ပြီးတော့ကျောမှာလှန်ရှိတစ်ချောင်းလွယ်ထားတယ်။မာရီယာကသူမကင်နေကြလေးနဲ့မြောင်းကိုပဲယူဆောင်လာတယ်။သွားကြရအောင်ရေတီကပြောတော့ကူထဲမှာအထမ်းသမား6ယောက်ပဲအဆောက်ထားခဲ့ပြီးတော့ကျန်9ယောက်ကလက်နက်နဲ့လိုအပ်တဲ့ပစ္စည်းတွေယူပြီးတော့လိုက်ဖို့ပြင်တယ်အကယ်၍သူတို့မရှိခင်လူရိုင်းတွေရောက်လာရင်ပုံအောင်ဖို့လည်းမှာထားတယ်ညောင်ပန်းရောက်တော့ကောင်းကင်မှာလာထွက်လာပြီမဲ့တပင်တက်တော်တွေကထူထပ်တာကြောင့်ကျိုးတို့ကျဲတဲပဲအလင်းရောင်ရှိတယ်ဒါမဲ့ပါလာလက်နေမျိုးရောအသုံးမပြုရတော့ပြီလာရောင်နဲ့မတူပဲစူးရှာလက်နေမရောက်တော့ရင်တော်တော်ဝေးဝေးကလှမ်းမြင်နိုင်လေရာတောထဲမှာလူရိုင်းတွေရောက်နေတွေ့သွားရင်ချက်ချင်းရောက်လာလိမ့်မယ်။ထိုကကြီးကိုတော့ရေတီတို့တာအဖပဲရှေးကလမ်းပြပြီးခေါ်သွားတာကြောင့်အနောက်ကလိုက်သွားကြတယ်။မာရီယာကတော့အခုပြန်တွေ့ရတဲ့ညီမဖြစ်သူအနာမှာပဲလိုက်လာတယ်။တနေရာရောက်တော့ရေတီကရက်လိုက်ပြီးလေတန်တူတူနဲ့ပြောတယ်။မာရီယာတပည့်မျိုးကြည်စံလေဘက်ဘက်ကတိုက်နေလဲ။မြောက်ဘက်ကတိုက်နေရဲ့အဖေဒီလိုဆိုရင်ဒီလန့်သွားလို့မရအောင်ဟိုဘက်လန့်သွားမယ်ဆိုပြီးတော့လမ်းကြောင်းပြောင်းလိုက်တယ်။နီမောင်စိတ်ဝင်စားတော့မာရီယာအနာကိုတွားပြီးမိလိုက်တယ်။မာရီယာဘာလို့လမ်းကြောင်းပြောင်းတာလဲ။လူရိုင်းတွေနေတဲ့နေရာတောင်ဘက်ရှူထဲမှာရှိရဲ့။ဒီကဖြတ်သွားရင်လူစိမ်းတွေကိုနဲ့တွေလေနဲ့ပါသွားရင်သူတို့ချက်ချင်းသိပြီးတော့လိုက်လာမှာပေါ့။လူရိုင်းတွေကတောထဲမှာအမြဲတမ်းနေရ။အပြင်ကလူစိမ်းတွေဝင်လာလို့ကိုနဲ့ရရင်ချက်ချင်းသိတယ်။အထူးသဖြင့်ချွေးနဲ့ဆလိအရက်နဲ့သုံးဆောင်ပစ္စည်းတွေရဲ့အနှံ့အဝေစားထွက်တဲ့အနှံ့တွေကတောထဲမှာမရှိဘူး။လူရိုင်းတွေနေမကောက်တောတရိတ်ဆန်တွေကပါဒီအနှံ့ရရင်အဝေးကိုပြေးတက်ကြတယ်။ရေတီကမူလလမ်းကြောင်းမသွားပဲတခြားလမ်းကနေပြီးတော့ခေါ်သွားတယ်။အတန်ကြာတော့ရှူတကူတွေရောက်သွားတယ်။အောက်ဘက်မှာစမ်းကြောင်းရှိတယ်။လိုင်ကောင်းရှိတယ်။မင်းတို့လိုချင်တဲ့တထုတွေအဲ့ဒီကူထဲမှာအများကြီးရှိတယ်။တခြားသူတွေမသိဘူး။အဲ့နောက်ရှူရဲဆင်းကြတယ်။အောက်ဘက်မှာချောင်းငယ်တစ်ခုရှိတယ်။နီမောင်တို့ရောက်ခဲ့တဲ့ချောင်းနဲ့တစ်ဆက်တည်းရှိတယ်။ဒါကြောင့်ရေစီးကျတဲ့အချိန်မှာတထုခဲတွေပါလာတာဖြစ်မယ်။ထိုနေရာရောက်တော့ရေတီကကူပေါင်းဝရှိတဲ့နေရာဘက်ကိုလက်ညှိုးထုတ်ပြတယ်။အဲ့ဒီကူထဲမှာမင်းတို့လိုချင်တဲ့တထုရိုင်းနဲ့အများကြီးပဲမကောင်းဆိုးရည်လည်းရှိတယ်။သူတို့ငါမသိနိုင်ဘူးလို့ပြောတော့ဦးပန်ကောင်းကနီမောင်အပါဝင်တချို့ကိုခေါ်ပြီးတော့ကူပေါင်းဝသွားဖို့ပြင်တယ်။သူတို့မှလွယ်အိတ်တလုံးစီပါတယ်။ဒေါက်တာမင်းထင်ကျော်နဲ့အချို့ကတော့မနီမိုးမှာပဲရက်ပြီးတော့ကြံခဲ့တယ်။ကူပေါင်းဝမှာတော်တော်ကျေပေမဲ့ရှိုးကြားထဲမှာအလင်းအောင်မရတာကြောင့်မဲမောင်နေရဲ့။ဒီမောင်တို့ကူပေါင်းဝနဲ့မနီမိုးရောက်တော့မဲမဲတက်တဲ့အချို့ထွက်လာတယ်။မကြွမလို့တည်ရဲ့ပရလောကသားတွေပဲဖြစ်တယ်။ရွှေနဲ့တတုတွေရှာဖို့လာစင်မှာလူရန်တွေနဲ့တွေ့ပြီးတော့အသက်ခံရတော့ပရလောကရောက်နေဝိညာဉ်တွေပဲဖြစ်လိမ့်မယ်။အားလုံးရုပ်ပြက်စင်ပြက်ခြေကားလက်ခါရနဲ့ထိုကမနီမိုးရောက်တော့ဥပန်ကောင်ကလွေထဲမှာတောလျာယူဆောင်လေးရှိရဲ့ဒကိနာတာကဗုဒ္ဓရုပ်ပွားတော့ထုတ်ပြီးတော့ထောင်ပြလိုက်ရာတန့်သွားကြတယ်။ရှေ့ဆက်တိုးမလာတော့ပြီ။ဥပန်ကောင်ကနီမောင်တို့တူတူပြောလိုက်ရာခုဘဝနဲ့မနီမိုးမှာအသင့်ပါလာတဲ့အသားကြောင့်နဲ့အစားအသောက်တွေကိုတွားပုံပြီးတော့အေးစစ်စစ်ပဲထိုညမှာရှောက်သွားပြီးတော့ကောက်စားတယ်။အဲ့တော့မှခူရဲဝင်ကြတယ်။မီးတွေတောမိလိုက်ကြည့်ရာ
ရေမနှက်လာတဲ့6ကန်တစ်ဖက်တစ်ချက်မှာတင်နေရဲ့ပလက်တီနဲ့အတုံးခဲမြောက်များစွာတွေ့ရတယ်။ရေထဲမှာရောကန်းဆက်မှာပါခရုတွေတင်နေသလိုမြောင်များစွာရှိနေတာဖြစ်တယ်။ထိုကူထဲမှာပလက်တီနဲ့တထုတိုက်ကြီးရှိတာသိကြပါပြီ။အဲ့နောက်ကူထဲရောက်နေသူတွေအားလုံးရွှေပြူးလို့တင်စားခေါ်လောက်တဲ့ပလက်တီနဲ့တထုအတုံးတွေကိုတွေးသမျှကောက်ယူပြီးပါလိုက်အိတ်တွေရဲ့ထည့်ယူကြတယ်။ဦးပန်ကောင်ရေတီနဲ့မာရီယာတို့၃ယောက်ကမကောက်ပဲကူပေါင်းကနေရက်ဆောက်ကြတယ်။ညနေပိုင်းရောက်တော့မှအားလုံးကူပေါင်းထွက်ပြီးတော့အပေါ်ပြန်တက်ခဲ့ကြတယ်။အဲ့နောက်ရေတီနဲ့မာရီယာတို့လည်းသူတို့နေရဲ့ကူဘက်ကိုပြန်သွားကြလေတော့တယ်။နောက်တစ်နေ့မနက်စောစောမှာရေတီတို့နေရဲ့ကူတွေကိုလူရိုင်းအချို့ရောက်လာတယ်။ခေါ်ရီနဲ့ဦးတန်တို့ခေါင်းဆောင်တဲ့လူရိုင်းအဖွဲ့ပဲဖြစ်တယ်။စုစုပေါင်း15ယောက်ရှိတယ်။အားလုံးဓာတ်လန်ကပ်ပါစားတဲ့လက်နက်တွေကိုစီကင်ထားပြီးကူရဲရောက်တာနဲ့ရေတီနဲ့မာရီယာတို့ကျိုးနဲ့တုပ်ပြီးတော့ဖမ်းလိုက်ကြတယ်။ဘာလို့တာလဲခေါ်ရီနင်တို့ကိုအပြစ်ရှိလို့ဖမ်းတာနင်တို့လောက်တာငါတို့မသိဘူးထင်လားရန်သူတွေကိုဘယ်သူမှဝင်ခွင့်မပေးတဲ့ကူရဲလိုက်ပို့ပြီးတယ်မင်းညနင်တို့သားဖထွက်သွားတာမြင်လိုက်လို့ငါတို့နောက်ကလိုက်ကြည့်တာသူတို့ပြန်နင်တို့ပါလိုက်သွားမှာမလားမာရီယာဘာမှမပြောပဲအန်စိတ်ထားတယ်လူရိုင်းအားလုံးကသားဖနဲ့စလုံးမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြတယ်အဲ့ဒါကြောင့်နင်တို့ညောင်လောက်ရစ်ပူစော်ရမယ်သူတို့ခေါ်လာခဲ့ဘာကြောင့်ညလဲခုဒီစကန်ခေါင်းဆောင်ရေတီမဟုတ်တော့ဘူးဒီစကန်မှာငါခေါင်းဆောင်လုပ်မယ်ဦးတန်းကငါရဲ့လက်ထောက်ပဲမင်းတို့ငါစကားနားထောင်ရမယ်နားမထောင်တက်ပြစ်မယ်လို့ပြောပြီးတော့ရေတီကကျိုးတုပ်ထားတဲ့ရေတီနဲ့မာရီယာတို့ကိုအပြင်ခေါ်ထုတ်လာတယ်အပြင်ဘက်မှာတော့နေရောက်ကြီးကမြင့်တက်လာပြီဒီနေ့နေမောင်တို့အဖွဲ့စကန်သိမ့်ပြီးတော့ပြန်ကြတော့မှဖြစ်တယ်မာရီယာလည်းညီမဖြစ်သူမေရီယာနဲ့လိုက်ခဲ့မယ်လို့ပြောထားတယ်ခရီးပြန်ထွက်မဲ့အဖွဲ့ကိုမိဖို့မနဲ့လင်းတာနဲ့ရအောင်လာမယ်လို့ပြောထားပေမဲ့မမျော်လင့်မဲ့အန်ဒီယန်နဲ့တွေ့ရတာကြောင့်မသွားနိုင်တော့ဘူးမာရီယာစိတ်ထဲမှာတော့တော်တော်ထိခိုက်နေရဲ့ရေတီကိုတက်ဖြတ်ပြီးသူမအောင်မတက်ရင်တော့မှကိုရီးရဲ့တိတ်ပတ်ချင်းခံရမှာတိကျနေပြီတောင်ကြားတဲ့တနေရာမှာလူရန်တွေရစ်ပူစော်တဲ့ကြောက်ရွံ့ကြီးတရုပ်ရှိတယ်မီးထိုးထားတဲ့ကြောက်တဲ့အိုးတွေရှိတယ်မီးထိုးထားတာကြောင့်ရွှေနွေးတွေပုတ်ပုတ်ဆူနေတယ်ရစ်ပူစော်ပြီးရင်တားကောက်ပိုင်းဖြတ်ပြီးတော့ရွှေနွေးအိုးရက်ထည့်ပြီးချက်ပြုတ်စားတော့တာဖြစ်တယ်ရုပ်ထုကြီးရှိမှာသွေးခံတဲ့ခွက်တွေချထားတယ်ထုံညံရောက်တော့ကျိုးတုပ်ထားတဲ့ရေတီကိုကြောက်စင်ပေါ်တင်ပြီးလူရန်တွေကသူတို့ဘာသာစကားနဲ့အော်ဟစ်ဆူတောင်းကြတယ်ဖုန်းတွေကိုတပြိုင်နက်တီးခတ်လေရအတန်တွေကတော်တော်ဝေးရနေကြားနိုင်တယ်လူရန်တွေကအော်ဟစ်ဆူတောင်းပြီးတော့ဦးတန်းကရှေ့ကိုထွက်လာပြီးရေတီကိုဓာတ်နဲ့ခုတ်ဖို့ပြင်လိုက်တာနဲ့အယုတ်ထုနောက်ကတနက်တက်တစ်ချက်ထွက်လာပြီးတော့ပုံပြက်ပံပြက်လဲကြပါတယ်လူရန်တွေကမျက်လုံးပြူးနေစင်မှာနောက်ထပ်တနက်တက်တွေစက်တိုက်ပေါ်လာပြီး3-4ရက်လဲကြပါတယ်ဒါကြောင့်တချို့ကကြောက်လန့်တကြားထွက်ပြေးရနေရာမှာခေါ်ရီနဲ့အချို့လောက်ပဲကျန်တော့တယ်ထိုးခကြောက်ရွံ့ကြီးနောက်ကလူ9ယောက်ထွက်လာတယ်နီမောင်ဒေါက်တာမင်းထင်ကျော်ကြော်စွာစောတင်းငမဲအောင်လို့ဖြစ်တယ်အားလုံးတနက်ကိုစီကင်ထားကြတယ်သူတို့မြင်တော့ခေါ်ရီတို့ကတိုက်ခိုက်ဖို့ပြင်တာနဲ့နောက်ထပ်တနက်တန်တွေထွက်ပြီးလဲကျသွားတော့မှတန်လူတွေမှထွက်ပြေးသွားကြတယ်လူရိုင်းတွေရှင်းသွားတော့မှနီမောင်ရေတီနဲ့မာရီယာတို့ကျိုးဖြီးပေးလိုက်တယ်ဘလို့တိတိရောက်လာတာလဲလို့မာရီယာမေးတယ်နေရောက်မလာလို့စိတ်မချပြပြီးတော့လိုက်လာတာဒီနေရာရောက်ခါနေမှာဘုံတန်တွေကြားရတော့ရစ်ပူစော်မဲဆိုတာတီလို့လာဆောင်နေရတော်သေးတာပေါ့ဒီနေရာအမြန်သွားမှဖြစ်မယ်တို့လူစုပြန်ပြီးတော့မလာခင်မှာဒီနေရာအမြန်သွားရမယ်ရေတီကပြောတာကြောင့်ထိုနေရာနေအမြန်ထွက်လာတယ်ရေတီကတနေရာမှာအသင့်ထားတဲ့ကပ်ပါကြေးပြားတိုင်းတစ်ချက်နဲ့ရွှေတုံးထဲတာအထုပ်ထုပ်ကိုပါယူပြီးတော့ထိုနေရာထွက်ခဲ့ကြတယ်သူတို့ထွက်လာရင်တော့ကစုညက်အတန်တွေကြားရတော့စကန်ချတဲ့နေရာရောက်ပြန်ကြတယ်စကန်ရောက်တာနဲ့အဖွဲသားတွေအကျိုးကြောင့်ပြောပြီးတော့ချက်ချင်းစကန်သိမ်းပြီးထိုနေရာထွက်ခဲ့ကြတယ်နေမြင့်တင်ရောက်နေရကြအလင်းအောင်ကောင်းကောင်းရရတောထဲမှာတွားရတာမခက်ခဲလာပြီသူတို့ထွက်လာတော့အနောက်ကလိုက်လာတဲ့အတန်တွေကလည်းတဖြည်းဖြည်းနီးလာတယ်ကျိုးတရရှိရဲ့နေရာအမြန်ရောက်သွားလို့ရေတီးဟာပြောတယ်ဒါကြောင့်ကျိုးတရရှိရာအုတ်တီသွားလေရာအတန်ကြတော့ရောက်ကြတယ်ထိုနေရာရောက်တော့တယောက်ချင်းအမြင်ကူးကြငါဒီညစောင့်နေမယ်လို့ရေတီးကပြောတယ်ကျိုးတတယောက်ချင်းပဲကူးနိုင်တာကြောင့်တယောက်ချင်းဖြတ်ကူကြတယ်အဲ့နောက်လူရိုင်းတွေကထိုနေရာရောက်လာရာဒီမောင်တို့ကတနက်နဲ့ပြစ်တယ်သူတို့ကအစိတ်လူးများရည်နဲ့လှမ်းပစ်တယ်ကျိုးတတတယောက်ချင်းကူရာအားလုံးတစ်ဖက်ကန်ရောက်သွားကြတယ်ရေတီးကကျိုးတတထိတ်မှာကြေးပြားတိုင်းနဲ့ကပ္ပအောက်ကံပြီးရောရက်ဆောက်လေရဲ့ညနဲ့ပြင်းရင်ကြေးပြားတိုင်းနဲ့ကောက်ွယ်ကျိုးတနာရောက်လာသူတွေကိုကပ္ပနဲ့တိုက်ခိုက်တယ်ရေတီးဒီဘက်ကိုကူးလာတော့အဲ့လိုတစ်ဖက်ကလှမ်းអော်တော့မှရေတီးကကျိုးတနာပေါ်ကနေနောက်ပြန်လျှောက်လာတယ်ကန်းဆက်ရောက်လာတဲ့လူရိုင်းတွေကညနဲ့ပြစ်တဲ့အခါမှာကြေးပြားတိုင်းနဲ့ကောက်ွယ်ထားတယ်
သူကျိုးတရတဝက်လောက်ရောက်တော့ကျိုးတရထိပ်ကိုလူရိုင်းအချို့ရောက်လာပြီးကျိုးတရကိုဖျက်ချဖို့ကြိုးစားနေကြတယ်ထိုးချင်းတွေကိုလှမ်းမြင်တော့တစ်ဖက်ကန်းရောက်နေတဲ့ညီမောင်တို့အဖွဲ့ကတနက်တွေနဲ့ပြစ်ပေမဲ့တချို့လောက်ကိုပဲထိပြီးတချို့တော့မထိလူရိုင်းတွေကတယောက်လဲကြပါရင်နှစ်ယောက်ရောက်လာကြတယ်ရှီဒီကျိုးတရအလဲလောက်ရောက်တော့ကျိုးတရပြက်ကြသွားတယ်ကျိုးတရကိုကျိန်ကျိုးຫນွေကျိုးတို့နဲ့လှုပ်ထားတာဖြစ်လေရာတစ်ဖက်ကပြက်တာနဲ့လူတယောက်ရဲ့အလေးချိန်နဲ့ဆွဲချလိုက်တယ်လို့ဖြစ်ပြီးကြံတစ်ဖက်ကပါပြက်ကျသွားတော့တယ်ကျိုးတရနဲ့အတူရှီဒီပါကြောက်ထက်ပြုတ်ကျသွားလေရောတယ်မာရီယာအော်တန်ကစူးစူးဝါပေါ်ထွက်လာတယ်ဘာမှမတတ်နိုင်တော့ဘူးတစ်ဖက်ကန်းမှာရောက်နေလူရိုင်းတွေကလည်းကျိုးတရမရှိရဲ့နောက်မှာတောထဲပြန်ဝင်သွားတော့တယ်အဲ့နောက်နီမောင်ဒေါက်တာမင်းထင်ကျော်တို့ကမာရီယာနဲ့မေရီယာတို့ကိုနှစ်သိမ့်မှုပေးပြီးတော့နန်းယွန်းပြန်ခဲ့ကြလေရဲ့နန်းယွန်းမှာထားခဲ့တဲ့ကားနဲ့ပဲနေရက်ကိုပြန်ခဲ့လေရာရက်မကြခင်မှာကုမ္ပဏီကိုပြန်ရောက်လာကြတယ်နောက်တော့လူရိုင်းတွေကထိုနေရာရောက်လာလေရာနေမောင်တို့ကတနက်နဲ့ပြစ်တယ်သူတို့ကအစိတ်လူများနဲ့ပြစ်တယ်ကျိုးတရတယောက်ချင်းကူးလာလေရာအားလုံးတစ်ဖက်ကန်ရောက်သွားကြတယ်ရှီဒီကကျိုးတရထိတ်မှာကြေးပြားတိုင်းနဲ့ကပ်ပါကမျိုးရက်ဆောင်နေတယ်ညနဲ့ပြစ်ပါကြေးပြားတိုင်းနဲ့ကောက်ွယ်တယ်ကျိုးရနာရောက်လာသူတွေကိုကပ်ပါနဲ့တိုက်ခိုက်တယ်ရေဒီဘက်ကိုကူးလာခဲ့တော့လို့တစ်ဖက်ကန်းကအော်တော်မှာရေဒီကကျိုးတရပေါ်ကနေနောက်ပြန်လျှောက်လာတယ်ကန်းဆက်ရောက်လာတဲ့လူရိုင်းတွေကညနဲ့ပြစ်တဲ့အခါမှာကြေးပြားတိုင်းနဲ့ကောက်ွယ်ထားတယ်သူကျိုးတရတဝက်လောက်ရောက်တဲ့အခါမှာကျိုးတရထိတ်ကိုလူရိုင်းအချို့ရောက်လာပြီးကျိုးတရကိုဖျက်ချဖို့ကြိုးစားနေကြတယ်ထိုးချင်းတို့မြင်တော့တစ်ဖက်ကန်းရောက်နေနီမောင်တို့ကတနက်တွေနဲ့လှမ်းပစ်ပေမဲ့တချို့လောက်ကိုပဲထိပြီးတော့တချို့တော့မထိလူရိုင်းတွေကတယောက်လဲကြပါရင်နှစ်ယောက်ရောက်လာကြတယ်ဂျီဒီကျိုးတရအလဲရောက်တဲ့အခါမှာကျိုးတရပြက်ကြပါလေရောတယ်ကျိုးတရကိုကြိမ်ကျိုးຫນွေကျိုးတို့နဲ့ပြုတ်လို့ထားလေရာတစ်ဖက်ကပြက်တာနဲ့လူတယောက်ရဲ့အလေးချိန်နဲ့ဆွဲချလိုက်တယ်လို့ဖြစ်ပြီးတော့ကြံတစ်ဖက်ကပါပြက်ကြသွားတော့တယ်ကျိုးတရနဲ့အတူဂျီဒီပါကြောက်ထဲကိုပြုတ်ကျသွားလေရောတယ်မာရီယာရဲ့အော်တန်ကစူးစူးဝါပေါ်ထွက်လာတယ်ဘာမှမတတ်နိုင်တော့ဘူးတစ်ဖက်ကန်းကလူရိုင်းတွေကလည်းကျိုးတရမရှိရဲ့နောက်မှာတော့တောတွေကိုပြန်ဝင်သွားလေတယ်နောက်တော့နီမောင်နဲ့ဒေါက်တာမင်းထင်ကျော်တို့ကမာရီယာနဲ့မေရီယာတို့ကိုနှစ်သိမ့်ပေးပြီးတော့နန်းယွန်းကိုပြန်ခဲ့ကြလေတယ်နန်းယွန်းမှာထားခဲ့တဲ့ကားနဲ့ပဲနေရက်ကိုပြန်လာလေရာရက်မကြခင်မှာပဲကုမ္ပဏီကိုပြန်ရောက်ကြတယ်ဟူးကောက်ကြားကုမ္ပဏီကိုပြန်ရောက်လာတော့ကုမ္ပဏီကတာဝန်ရှိသူတွေဖြစ်ကြတဲ့ကလင်တန်ဒေးဗစ်ဝီရှန်ဟင်နရီတို့ကဝမ်းသာနေကြတယ်ခင်ဗျားတို့အဖွဲ့ဘေးအန်ရင်ကကနဲ့ရောက်လာတာဝမ်းသာပါတယ်လို့ကလင်တန်ကပြောတယ်ဒေါက်တာမင်းထင်ကျော်နဲ့နေမောင်တို့ကရှာလို့ရတဲ့ပလက်တီနမ်တတုနမူနာတွေကိုပြီးတတုကျော်တွေးခဲ့ပုံတွေကိုပြောပြလိုက်တယ်ဒီတတုကျော်ရှာနေတော်တော်ကြာပြီပြောရရင်တော့လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကတည်းကဘာမာကော်ပိုရေးရှင်းကုမ္ပဏီကစပြီးရှာခဲ့တာအဲ့ဒီတော့မအောင်မြင်ခဲ့ကြဘူးအခုခင်ဗျားတို့ဖွဲ့သွားမှာပဲအောင်မြင်တော့တယ်ဒီအတွက်ဂုဏ်ယူပါတယ်ဒေါက်တာဒါတဲ့ဘယ်လိုစီစဉ်ကြမှာလဲမိုးမကြခင်အဲ့နေရာကိုတစ်ခေါက်သွားဖို့စီစဉ်ပါမယ်အဲ့ဒီနေရာမှာလူရိုင်းတွေရှိနေရဆိုတော့သူတို့အရင်ရှင်းရမယ်အဲ့ဒါကြောင့်သွားရင်လက်နဲ့ရလူရင်အားများများခေါ်ဝါရမယ်ကောင်းပါတယ်အခြေအနေကောင်းရင်အဲ့နေရာမှာပဲယာယီစကန်ချပြီးတော့တူးဖော်ရမယ်ထင်တယ်ဒါပေမဲ့ချက်ချင်းတော့အဆင်ပြေအောင်မှာမဟုတ်ဘူးအထက်ကလူကြီးကိုတင်ပြရမယ်သူတို့စီကခွင့်ပြုချက်ရရင်တော့မှတူးဖော်ဖို့စရန်တရားတွေအဲ့နေရာရောက်တဲ့အထိတည်ယူပြီးတော့လမ်းဖောက်ရမယ်လမ်းကြောင်းရှာရမယ်ကြာအောင်မယ်ထင်ပါတယ်ခင်ဗျားတို့လည်းပင်ပန်းလာတော့နားဖို့ခွင့်ပေးပါတယ်လို့ပြောတော့မှရုံးကန်ထဲကနေပြန်ထွက်လာတယ်နောက်တော့မေရီယာကအမဖြစ်သူမာရီယာကိုမိခင်နဲ့တွေ့ဖို့ခေါ်သွားတယ်ဒေါ်မေရီယာငငယ်ကလေးကတောထဲမှာထားခဲ့ရသမီးဖြစ်သူပြန်တွေ့ရတာကြောင့်ဝမ်းနဲ့ဝမ်းသာဖြစ်နေကြတယ်လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကရီဒီနဲ့တွေ့ခဲ့ပြီးတော့တောထဲမှာနေခဲ့တဲ့အကြောင်းတွေကိုပြန်ပြီးတော့တတိရတယ်အခုတော့အသားမဲပေမဲ့စိတ်ထားပြုစင်နဲ့ရီဒီမရှိတော့ပြီသူမအတွက်သမီးနှစ်ယောက်ထားခဲ့ပြီးလူလောကကနေထွက်ခွာသွားရပြီတကယ်တော့ရီဒီမှာသူရာတမျှကြမ်းတမ်းလာတဲ့ဘဝမှာကြီးပြင်းခဲ့ရတဲ့မဟူရာမြတ်တာပိုင်ရှင်တယောက်ဖြစ်ပေတော့တယ်ဒီနေ့ဒေါက်တာမင်းထင်ကျော်ရောက်လာပြီးတော့မေရီယာအေးစိတ်တွေ့နိုင်တဲ့နေရာခေါ်သွားပြီးသူ့တဘောကိုပြောတယ်ကိုကတော့မေရီယာအပေါ်မှာစိတ်ဝင်စားမှုရှိနေကြပါပြီကိုမြတ်တာကိုစဉ်းစားပေးပါဆရာကျမပေါ်မှာတကယ်နှစ်သက်လို့တစ္ဆာရှိလက်သွဲတော့မယ်ဆိုရင်ကျမဆရာမြတ်တာကိုလက်ခံပေးပါမယ်ဒီစကားကြားတာဝမ်းသာပါတယ်ဒီလိုဆိုရင်အမြဲဆုံးလက်ထပ်ဖို့အစီအစဉ်ပါမယ်ကိုကိုဆရာလို့မခေါ်ဘဲနဲ့နောက်တစ်မျိုးပြောင်းခေါ်ဖို့လဲစဉ်းစားထားပါမေရီယာရှက်ပြုံးလေးနဲ့ခေါင်းကြီးပြတယ်မာရီယာတယောက်ငငယ်ကလေးကခွဲခွာခဲ့ရမိခင်နဲ့ပြန်နေခွင့်ရတာကြောင့်ဝမ်းသာနေပြီမဲ့ဖခင်တော့ဝမ်းနေပြီးတော့တော်တော်စိတ်မကောင်းဖြစ်နေရကြမျက်နှာမကောင်းလာပြီဒါပြင်နီမောင်နဲ့တွေ့ချင်ပေမဲ့ပြန်ရောက်ကြရမတွေ့ရသေးပြီနောက်တစ်ရက်အတော်ကြာတော့မာရီယာရှိအောင်နီမောင်ရောက်လာတယ်နေကလည်းအခုမှပဲလာတယ်ငါမျှော်နေရကြားလာပြီ
ငါလဲလာချင်နေရပါဒါမဲ့ခွင့်ရတော့မိဘနေရဲ့စီပြန်သွားပြီးတော့တော်ရရလာရွှေတုံးတွေတော့ပြန်ပို့ပေးနေရလို့ရက်ကြပါတာငါတောင်းပန်ပါတယ်နင်ဒီမှာနေရတာအဆင်ပြေရလားပြေပါတယ်အမေနဲ့ပြန်တွေ့ရလို့ဝမ်းသာပေမဲ့အဖေတော်တော်စိတ်မကောင်းဖြစ်မိတယ်ရှီဒီယာတော်ရဲမှနေလို့လူရိုင်းတွေလို့ခေါ်ပေမဲ့သူ့ရဲ့ပင်ကိုယ်စိတ်ကတော်တော်ကောင်းတယ်သူကူညီပေးလို့ငါတို့အန်ဒီကနေလွတ်မြောက်ခဲ့ရတာသူ့ကျေးဇူးတင်ပါတယ်မာရီယာကူထဲမှာတွေ့တော့ငါပြောခဲ့တာကိုနင်ဘယ်လိုစဉ်းစားထားလဲငါဒီအကြောင်းကိုသိမသိဘူးတခုတော့မေးချင်တယ်ငါတော်ရဲမှာမဝင်တော်ရဲမှာကြည်ပြင်းခဲ့တဲ့လူရိုင်းတွေပါလူရိုင်းမယ်မျိုးကလူတွေအကြောင်းလည်းဘာမှမသိဘူးနင်ငါ့ကိုယူရင်ပေါင်ဝန်းကျင်ကဲ့ရမှာမကြောက်ဘူးလားမကြောက်ပါဘူးမျိုးပေါ်မှာနေပြီးလူစိတ်ပြောက်ပြီးမကောင်းတာလုပ်နေလူတွေအများကြီးရှိတယ်ဒါကြောင့်မျိုးကြီးပြကြီးမှနေရအထင်ကြီးလို့မရဘူးတော်ရဲမှာတသက်လုံးနေပြီမဲ့နင်းအဖေလိုပင်ကိုစိတ်ကောင်းတဲ့သူမျိုးလည်းရှိတာပဲငါကတော့အစင်တန်းခွဲကြတာတွေတပေါ်မကြပါဘူးငါနင်းပေါ်မှာတကယ်ချစ်တယ်နင်းဘက်ကလက်ခံပေးရင်သစ္စာရှိနဲ့တသက်လုံးလက်တွဲသွားမယ်လို့ငါကတိပေးပါတယ်ဒီလိုပြောရင်တော့နင်းမြတ်တာကိုလက်ခံပေးပါမယ်နင်းစရာဒီလိုဖြစ်သေးရတာငါတကယ်ပဲဝမ်းသာတယ်ငါတို့ဖွဲ့ကနင်တို့နေရနေအောင်လာပြီးတော့တထုရှာကြတာလူချင်းနဲ့တထုရတဲ့အပြင်ငါတို့တသက်လုံးတင်ထားရမယ်မဟူရကြောက်တော့ပွင့်မှာရလာခဲ့တယ်နီမောင်ကသူမရဲ့လက်ကလေးကိုဆွဲယူလိုက်တော့အလိုက်တင်ပါလာလေးကထွေးဖတ်ထားလိုက်တယ်အချစ်ဆိုတဲ့အရာမှာစမ်းကြဲတဲ့အရာတစ်ခုဖြစ်လေရဲ့မမြင်ရပေမဲ့စွမ်းအားကြီးရဲ့အရာဖြစ်တာတော့အားလုံးလက်ခံထားကြရတယ်အချစ်ကြောင့်ရီမောပျော်ရွှင်ရသူတွေအချစ်ကြောင့်မျက်ရည်ကျနေရသူတွေလည်းများစွာရှိတယ်စမ်းရည်စီးတန်ငှက်ကလေးတွေရဲ့အော်မြည်တန်တို့ဟာတန်စင်ကြီးရဲ့ဂီတတန်မျိုးမဟုတ်ပေဒါပေမဲ့ကြားရသူတိုင်းနှစ်သက်မှုဖြစ်စေနိုင်တယ်ချစ်ချင်းမြတ်တာဆိုတာလည်းတန်စင်ညှိထားတဲ့ဂီတတန်မျိုးမဟုတ်ကျွမ်းကျင်တဲ့ပကြီးဆရာတယောက်ရေးဆွဲထားတဲ့ပကြီးကားတစ်ချက်လည်းမဟုတ်ဒါပေမဲ့ချစ်ချင်းမြတ်တာနဲ့ထိတွေ့တူတိုင်းကြည်နူးခြင်းကိုဖြစ်လာစေတန်မိုးထားသူတွေအတွက်တန်မိုးရှိရဲ့ယတနာဖြစ်တယ်လို့တန်မိုးမထားတဲ့ဒုက္ခပဲရင်ချစ်ချင်းမြတ်တာလည်းပြောင်းလဲတတ်ပါတယ်ဒါကြောင့်တသနာဆရာတယောက်ကပြောပူပါတယ်လှပနေတဲ့အချစ်ဆိုတာချိုမြိန်တဲ့အရာတစ်ခုပါပဲချစ်ချင်းမြတ်တာဆိုတာအချစ်နဲ့မြတ်တာကိုပေါင်းစပ်ထားတဲ့အရာသာဖြစ်တယ်ချစ်ချင်းမြတ်တာကတက်ရှိတက်တော်ဝါတိုင်းနဲ့သက်ဆိုင်တဲ့အရာလည်းဖြစ်တယ်မိဘကသားသမီးတွေအပေါ်မှာချစ်ချင်းမြတ်တာနဲ့ချစ်တယ်ချစ်သူအချင်းချင်းလဲချစ်ချင်းမြတ်တာနဲ့နှောင်ဖွဲ့ထားကြတယ်ဒါကြောင့်ချစ်ချင်းမြတ်တာကိုတန်ဖိုးထားရပါမယ်နီမောင်နဲ့မာရီယာတို့နှစ်ယောက်အတွက်စစ်မှန်တဲ့ချစ်ချင်းမြတ်တာနဲ့နှောင်ဖွဲ့ထားပြီးဖြစ်လေရာရာသက်ပံလက်တွဲသွားဖို့ပဲရှိပေတော့တယ်ဒီနေ့မှာတက်ဆက်ပေးသွားတဲ့အတူရာမမဟူယာမြတ်တာဆွေဇာလန်လေးကိုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်ပရိသတ်တွေအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေရှင်